ဒီဗီဒီယိုလေးကိုလာနားထောင်နေတဲ့သူတွေမှာသဘောကျရတဲ့သူတယောက်ရှိတယ်အဲ့သဘောကျရတဲ့သူတယောက်အကြောင်းကိုကသိချာမသိသေးဘူးပေါ့နော်မသိသေးတော့သူနဲ့သာဆိုလို့ရှိရင်သူနဲ့သာတွဲပြစ်သွားတယ်ဆိုလို့ရှိရင်ကိုကို तू ကဘယ်လိုပုံစံမျိုးနဲ့ချစ်ပေးမလဲကိုကရောဘယ်လိုပုံစံမျိုးနဲ့သူ့ကိုချစ်ပေးဖြစ်မလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ပေါ့နော်ခုချိန်မှာကိုသဘောကျရတဲ့သူတော့ဘယ်သူမှတော့မရှိသေးဘူးဒါပေမဲ့နောက်တစ်ချိန်မှာကိုနဲ့ဒီရေစက်စုံတဲ့သူတယောက်နဲ့တွေ့လာခဲ့လို့ရှိရင်အဲ့ဒီသူကရောကိုကိုဘယ်လိုပုံစံမျိုးနဲ့ချစ်ပေးဖြစ်မလဲကိုကရောသူ့ကိုဘယ်လိုပုံစံမျိုးနဲ့ချစ်ပေးဖြစ်မလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကိုဒီနေ့ pick a cut ဗီဒီယိုလေးပေါ့နော်pick a cut reading ဗီဒီယိုလေးကိုကြည့်လို့ရပါတယ်အားလုံးပဲမင်္ဂလာပါ The Moon Definition ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးကတော့သူကရောကိုကိုဘယ်လိုချစ်ပေးမလဲကိုကရောသူ့ကိုဘယ်လိုချစ်ပေးဖြစ်မလဲဆိုတာကိုဖုံးဖွင့်အတွဲရဲ့ဇလန်းလေးတွေနဲ့ရှင်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဇလန်းနားထောင်ရတာကိုသဘောမကျတဲ့သူတွေကတော့ဒီတိုင်း terror ကြီးပဲတည်တံ့လုပ်ထားတဲ့ဗီဒီယိုတွေရှိပါတယ်အဲ့ဒီမှာသွားပြီးတော့နားထောင်ပေးပါနော်အဲ့တော့ကျွန်မကလည်းဇလန်းနဲ့တွဲပြောရတာကိုသဘောကျတဲ့သူဖြစ်တယ်ပြီးတော့ပုံပူဝင် fan ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဗီဒီယိုလေးနဲ့ဒီနေ့ပြောပြပေးမှာပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ entertainment အနေနဲ့ပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့သိပြီးတော့ serious မထားပါနဲ့ပေါ့နော်ဒီတိုင်းပဲအပြောအနေနဲ့ပဲသဘောထားလိုက်တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ် pick a cut reading တွေရဲ့ထုံးစံအတိုင်းပဲပုံလေးသုံးပုံနဲ့သွားပါမယ်အဲ့တော့ pick a cut reading တွေနဲ့ရင်းနှီးပြီးသားသူတွေကတော့ကိုယ်သဘောကျတဲ့ပုံကိုကိုရွှေ့ပြီးတော့သွားနားထောင်လို့ရပါပြီအဲ့တော့ဒီမှာတစ်ခုပြောချင်တာကကိုသဘောကျတဲ့သူကတယောက်မကရှိနေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ကို crush နေတဲ့လူပဲဖြစ်ပေါ့တယောက်မကရှိနေတယ်ကိုရွေးချယ်ဖို့အတွက်လိုနေတယ်ဆိုလို့ရှိရင်တော့ဒီမှာပေးထားတဲ့ပုံသုံးပုံတွေရတယ်ပြီးတော့ဘသူကတော့ဖြင့်ဘယ်ပုံဘသူကတော့ဖြင့်ဘယ်ပုံဆိုတော့ကို assign လုပ်ပြီးတော့ဘသူကတော့ဖြင့်ဘသူဆိုပြီးတော့ကိုနားထောင်ကြည့်ပါအကွေးအဲ့လိုမှမဟုတ်ဘူးကိုတူးလေးပဲတည်တံ့ဆိုလို့ရှိရင်တော့ဒီ pick a cut reading တွေကနေပြီးတော့ကိုကြိုက်တဲ့ဟာကိုရွေးပြီးတော့သွားနားထောင်လို့ရပါပြီအဲ့တော့ pick a cut reading နဲ့မရင်းနှီးတဲ့သူတွေအတွက်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးမယ်နော်လောလောဆယ်ဒီပုံလေးတွေကိုတေချာလေးအာရုံပြုပြီးတော့ကြည့်ပေးပါအသက်ကလေးကိုမှန်မှန်လေးရှုမယ်စိတ်လေးကိုညင်ညင်လေးထားမယ်ပြောလို့ရှိရင်အဲ့ပုံလေးတွေကနေမှကိုခေါ်နေတယ်ဆိုတော့ကိုဆွဲဆောင်နေရလို့ထင်တယ်ပုံလေးတစ်ပုံကိုရွေးလိုက်ပါအဲ့တော့အဲ့ပုံနဲ့ပတ်သက်တဲ့ time stamps ကို description box ထဲမှာရေးထားပါတယ်အဲ့ဒါလေးကိုသွားနှိပ်ပြီးတော့သူ့ရဲ့ left language ကိုယ့်ရဲ့ left language ဘယ်လိုဖြစ်မလဲဆိုတာကိုသွားနားထောင်လို့ရပါပြီပိုင်းနံပါတ်1ကိုရွေးထားတဲ့သူလေးတွေရတဲ့ဇလန်းကတော့ we are ဇလန်းဖြစ်ပါတယ်အဲ့တော့ဖုန်းပူဝင်းရဲ့ fan တွေဆိုလို့ရှိရင်တော့ဒီဇလန်းကဘာဇလန်းလဲဆိုတာကိုသိပါလိမ့်မယ်အဲ့တော့မသိသေးတဲ့သူတွေအတွက်ဇလန်းကိုအရင်ပြောပြပေးမယ်နော်အဲ့တော့ဒီဇလန်းလေးကကြတော့တက္ကသိုလ်ကျောင်းသား2ယောက်ရဲ့သူတို့ရဲ့ကြားတဲ့ချစ်ချင်းမြတ်တာလေးကိုဒီလှလှပပလေးရိုက်ကူးပေးထားပြီးတော့ romantic ဆန်ဆန်လေးပေါ့နော်ရိုက်ထားတဲ့ဇလန်းလေးဖြစ်ပါတယ်အဲ့တော့သူတို့2ယောက်ကတယောက်ကကြတော့ဒီအနုပညာဌာနဆိုပကြီးဌာနပေါ့နော်ပကြီးကကျောင်းသားနောက်တစ်ယောက်ကကြတော့ဒီ engineering ဘက်ကကျောင်းသားအဲ့တော့သူတို့2ယောက်က enemies to lover ကနေenemies to lover ပေါ့နော်ဒီရန်သူကနေပြီးတော့ချစ်သူဖြစ်သွားတဲ့ဇလန်ပေါ့နော်အဲ့ဒီဇလန်မှာဒီတဲက main character 2ယောက်ရဲ့အကြောင်းပြောရမယ်ပေါ့နော်အဲ့တော့ main character 2ယောက်အကြောင်းပြောတဲ့အချိန်မှာအခုနားထောင်နေတဲ့သူကဘယ် character နဲ့ပိုတူလဲကိုယ့်ရဲ့သူဖြစ်လာမဲ့သူပေါ့နော်ဒါမှမဟုတ်ရှင်လေကိုသဘောကျနေတဲ့သူကဘယ် character နဲ့တူလဲဆိုတာကတော့နားထောင်တဲ့သူကကိုယ့်ဘာသာကိုပြန်ပြီးတော့ assign ချပေးပါပေါ့နော်ကိုကတော့ဖြစ်ဘသူဖြစ်တယ်ဆိုတော့ကိုယ့်ကိုပို့ပြီးတော့သိနေမှထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ energy က2မျိုးစလုံးရောနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘသူကဘသူဆိုတာကိုကျွန်မပြောပြလို့မရဘူး။အဲ့တော့ကိုကဘသူနဲ့ပိုတူလဲဆိုတာကိုကိုယ့်ဘာသာကိုသုံးဖြတ်ပါပေါ့နော်။အဲ့တော့ပထမဦးဆုံးဇက်ဆောင်ကကြတော့သူ့နာမည်က form လို့ခေါ်တယ်။အဲ့တော့သူကကြတော့ engineering ကျောင်းသားပေါ့နော်။ engineering ကျောင်းသားအရန်ချမ်းသာတဲ့မိသားစုကလာတာဒါပေမဲ့အရန်ချမ်းသာပြီးမှအထီးကျန်ပြီးတော့ဒီသွေးအေးတဲ့မိသားစုပေါ့နော်အဲ့လိုပုံစံမျိုးကနေလာတာမိဘတွေနဲ့တိတ်ပြီးတော့နွေ့နွေ့ထွေးထွေးမရှိဘူးသူ့အထက်မှာအကိုကြီးတယောက်ရှိတယ်အကိုနဲ့ကတော့သူနဲ့ကတော့တော်တော်လေးရင်းနှီးတယ်ပေါ့နော်ဒါပေမဲ့သူကတယောက်တည်းသူ့ရဲ့ကွန်ဒိုကြီးထဲမှာတီးတန့်ပေါ့နော်လုံးလေးဖြစ်ပြီးတော့နေရတဲ့တိုက်မျိုးပေါ့အဲ့လိုပုံစံမျိုးသူပုံစံအဲ့တော့သူကပထမဦးဆုံးသူနဲ့ဒီဟိုပါပေါ့နော်နောက်ထပ်ဇက်ဆောင်နဲ့တွေ့တဲ့အချိန်မှာသူတို့နှစ်ယောက်စတွေ့တာကြတော့ဘောလုံးကန်ရင်းနေပေါ့နော်ဘောလုံးကန်နေဆိုတာ तू ကဘောလုံးကန်နေတာဟိုဘက်ကဇက်ဆောင်ကတရားတော့ तू ကသူ့ရဲ့ဒီပကြီး assignment အတွက်ကိုသူ့ပကြီးကားကိုကင်ပြီးတော့ပကြီး assignment သွားပြီးတော့တင်ဖို့အတွက်ပေါ့နော်သူ့ဌာနပေါမောက္ခစီကိုသွားပြီးတော့ professor စီသွားဖို့အတွက်လုပ်နေတဲ့အချိန်မှာဒီ तू ကန်လိုက်တဲ့ဘောလုံးမှန်ပြီးတော့ဟိုဘက်ကပကြီးကပြက်စီသွားတယ်
အဲ့ဒီကနေစပြီးတော့သူတို့နှစ်ယောက်အဲ့မှာရန်ဖြစ်ပြီးတော့စတွေ့တာအဲ့ဒီရန်ဖြစ်ပြီးတော့စတွေ့ရကနေပြီးတော့သူကဒီအဲ့ဒီပကြီးចောင်းသားကိုသူကစိတ်ဝင်စားသွားတာစိတ်ဝင်စားသွားရကနေပြီးတော့သူကအဲ့မှာရန်ဖြစ်ပြီးသူတန်ရာရတယ်ပေါ့နော်တန်ရာရတော့သူစိတ်ကူးလိုက်ရတယ်စိတ်ကူးလိုက်ရတော့သူကအဲ့ဒါကိုပတ်စံအများကြီးကုန်ကြသွားပါတယ်ဆိုပြီးတော့ပကြီးចောင်းသားကိုသူကသူ့ရဲ့စေးစရိတ်တွေအတွက်ကိုဒီစေးစရိတ်တွေအတွက်ကိုပေါ့နော်ပကြီးចောင်းသားကပြန်ပေးစရာမလိုပကြီးចောင်းသားကသူ့လောက်မချမ်းသာဘူးပတ်စံမရှိရတော့မဟုတ်ဘူးဒါပေမဲ့ तू ကတော်တော်လေးကိုချမ်းသာတာအဲ့တော့ပကြီးចောင်းသားကို तू ကနေပြီးစေးစရိတ်တွေအတွက် तू ခိုင်းတာကိုလုပ်ရမယ်အချိန်ကာလတစ်ခုထိပေါ့နော် तू ခိုင်းတာကိုလုပ်ရမယ်အဲ့ဒီအချိန်ကာလကိုတတ်မှတ်လိုက်တဲ့အချိန်မှာပကြီးចောင်းသားက तू ကသူ့ရဲ့ပကြီးကအစ်စ်ကိုပြန်ဆွဲရမှာရှိတယ်ဆိုတော့အဲ့ဒီပကြီးကအစ်စ်ပြီးတဲ့အချိန်ထိ तू ခိုင်းတာကိုလုပ်ပြီးတော့သူ့ရဲ့ slave အနေနဲ့ပေါ့နော်နေရမယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့သူကစပြီးတော့ချင်းကတာအဲ့ဒီတော့ကြောင့်မို့လို့ဒီမှာဆိုလို့ရှိရင်ဒါကတော့ဘသူ energy လဲတော့မသိဘူးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကကြတော့သူသဘောကျတဲ့သူကိုအမှတ်မထင်ပုံစံလေးနဲ့ပေါ့နော်ပြောရမှာဆိုမတိမတာလေးနဲ့လာပြီးတော့ချင်းကပ်ပြီးတော့သူသဘောကျနေတဲ့သူနာကိုလာပြီးတော့ချင်းကပ်မဲ့ပုံစံပေါ့နော်အဓိကတော့သူချင်းကပ်တဲ့အချိန်မှာကျတော့သူသဘောကျလို့ဆိုပြီးတော့လာပြီးတော့ချင်းကပ်မှာမျိုးမဟုတ်ဘူးအကြောင်းရင်းတစ်ခုခုကြောင့်မို့လို့အကြောင်းမရှိအကြောင်းချပါတော့အကြောင်းရှိခြင်းလည်းရှိမယ်မရှိခြင်းလည်းရှိမယ်အဲ့တော့အကြောင်းမရှိအကြောင်းချပြီးတော့အနားလာကပ်မဲ့ပုံပေါ့အဲ့တော့အကယ်၍ဒါကကိုသဘောကျတဲ့သူကိုနဲ့ရီဆက်ဆုံးမဲ့သူဖြစ်တယ်ဆိုလို့ရှိရင်သူကအကြောင်းတစ်ခုခုပြပြီးတော့ကိုအနာကိုလာကပ်မဲ့ပုံစံမျိုးပေါ့တစ်ခုပေါ့နော်ဒီဇလန်နဲ့ရှင်းပြီးတော့ကြည့်တဲ့အချိန်မှာဒီ engineering ကျောင်းသားကသူ့ရဲ့ left language ကဘယ်လိုလဲဆိုဇလန်နဲ့မှာဆိုလို့ရှိရင်သူကအမှုပညာအကျောင်းသားကိုဒီအကြောင်းမရှိအကြောင်းရှာပြီးတော့သူ့အိမ်ကိုအမြဲတမ်းဟောပေါ့နော်အိမ်မှာတခုခုလုပ်စရာရှိလို့လာလုပ်ပေးအောင်ဆိုတော့အဓိကကျတော့သူ့ရဲ့စေးရုံစည်းတွေပေါ့နော်ကြေပေးဖို့အတွက်ကိုဟိုကျောင်းသားသူ့ကိုလာပြီးတော့သူ့အိမ်မှာလာပြီးတော့အိမ်ကူလာလုပ်ပေးနေရတာပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့သူကအမှန်နဲ့အိမ်ကူလုပ်ရတာပြောတာပါခက်ခဲတော့ဘာမှမဟုတ်ဘူးသူ့ကိုထမင်းလာသူ့အတွက်စားဖို့တောက်ဖို့လာလုပ်ခိုင်းတာတို့ပြီးလို့ရှိရင်သူ့အဝတ်တွေကိုလာပြီးတော့ဒီအဝတ်တွေလာလျှော်ခိုင်းတာတို့ပါအဲ့လိုပုံစံမျိုးပေါ့နော်အဓိကတော့သူ့အိမ်ကိုရောက်လာအောင်လို့ခေါ်တာပြောရလို့ရှိရင်အိမ်ကိုရောက်လာဖို့အတွက်လည်းသူကို၌ကိုကသွားပြီးတော့အမှုပညာကျောင်းသားကိုသူ့ရဲ့ဌာနကနေတော့သွားပြီးတော့ကြိုလာတာပေါ့နော်အဲ့လိုပုံစံမျိုးကျောင်းပို့တာကြိုတာတွေလိုက်လုပ်ပေးတယ်ပြီးတော့ shopping တူထွက်မယ်ဆိုပြီးတော့ခေါ်သွားတယ်ပစ္စည်းတွေပါဝယ်ပေးတာမျိုးတွေရှိတယ်ဒါသူ့ရဲ့ left language ပေါ့နော်ဒီဇလန်ထဲမှာဟိုကဒီ engineering ကျောင်းသားပေါ့နော် form ကသူကဒီဇလန်ထဲမှာဒီခုနသူသဘောကျနေတဲ့အမှုပညာကျောင်းသားကိုနောက်ထပ်သဘောကျတဲ့သူ့ရဲ့ပြိုင်ဘက်ပေါ်လာတာပေါ့ပြိုင်ဘက်ပေါ်လာတဲ့အချိန်မှာသူ့ရဲ့ insecurity တွေပေါ်လာတယ်ဆိုတာမျိုးကကျတော့သူကို၌ကိုကနွေ့နွေ့ထွေးထွေးမရှိတဲ့မိသားစုမှာမေတ္တာသိမ့်မရပဲနဲ့ကြီးလာခဲ့တာဆိုတော့မေတ္တာဆိုတာမျိုးကိုသူတအားနားမလဲဘူးပေါ့နော်နားမလဲဘူးဆိုတာမျိုးကကျတစ်ဖက်လူကမေတ္တာစင်မေတ္တာမှန်နဲ့ချစ်တယ်ဆိုလို့ရှိရင်အဲ့မေတ္တာစင်မေတ္တာမှန်ကမပြောင်းလဲသွားဘူးဆိုတာကိုသူအဲ့ဒါကိုသိပြီးတော့နားမလဲအဲ့တော့သိပြီးတော့နားမလဲတော့အဲ့ပြိုင်ဘက်ပေါ်လာတဲ့အချိန်မှာဟိုတယောက်ကအဲ့ပြောရမှာဆိုလို့ရှိရင်အဲ့ပြိုင်ဘက်ကလည်းတယောက်တည်းပေါ့နော်ဒီဟိုចောင်းသားအစ်စ်သဘောမျိုးဖြစ်နေတော့အပေါင်းအသင်းမရှိတော့အဲ့အမှုပညာကျောင်းသားကိုတွားပြီးတော့ကတ်နေတယ်အဲ့တော့ကတ်နေတဲ့အခါကျတော့ဟိုတယောက်ကလည်းဟိုအမှုပညာကျောင်းသားကလည်းဟိုဘက်ကကျောင်းသားအစ်စ်ဖြစ်နေတော့ဂယုစိုက်ပြီးတာပေါ့နော်အဲ့တော့ဂယုစိုက်ပြီးတော့သူကဒီဘက်ချမ်းကနေပြီးတော့ဒီ insecurity တွေပေါ့နော်ပေါ်လာတဲ့အခါကျတော့သူ့ရဲ့ feelings တွေကိုသူအရင် sort out လုပ်ရတယ်ပေါ့ဒီတယောက်ကိုများလက်လွတ်သွားလို့ရှိရင်ငါဘာဖြစ်သွားမလဲဒီလိုပုံစံမျိုးနဲ့တခြားလူကိုဂယုစိုက်ပေးနေတာကိုငါကြာမကြည့်နိုင်ဘူးဆိုလို့ရှိရင်ဘာဆက်လုပ်ရမလဲအဲ့လိုပုံစံမျိုးပေါ့နော်သူ့ဘာသာသူ sort out လုပ်ရတဲ့အချိန်မျိုးမှာကျတော့ဒီအမှုပညာအကြောင်းသားအနာကိုပါသူကသိပြီးတော့မကတ်တော့ပဲနဲ့သူ့ဘာသာသူတယောက်တည်းတည်တံ့ထိုင်ပြီးတော့စဉ်းစားနေတဲ့ဟာမျိုးရှိတယ်အဲ့တော့ကိုယ့်ရဲ့လူပဲဖြစ်ဖြစ်ကိုယ်ပဲဖြစ်ဖြစ်ပေါ့နော်ဒါကတော့ဘယ်သူ energy လဲတော့မသိလို့အဲ့တော့သူစိတ်ရှုပ်ထွေးတာရှိတယ်သူဝေခွဲမရတာရှိတယ်ဆိုလို့ရှိရင် तू ကတယောက်တည်းတည်တံ့သွားနေမယ်ပုံစံမျိုးမှရှိတယ်အဲ့လိုအချိန်မှာသွားပြီးတော့သူ့ကိုစကားအတင်းသွားပြောနေလို့လေ तू ကဘာမှသိပြီးပြန်ပြောနေမယ်ဟာမဟုတ်ဘူးဒီဇလန်ထဲမှာဆိုလို့ရှိရင် तू ကိုယ်နဲ့ကိုယ်ပြောတာငါစဉ်းစားကြရတယ်ရှိလို့ငါ့ကိုဒီအချိန်မှာစကားလာမပြောနဲ့ဆိုပြီးတော့ပြောတာမျိုးရှိရပေါ့နော်အဲ့တော့သူစိတ်ချုပ်ထွေးတဲ့အချိန်ဆိုလို့ရှိရင်တယောက်တည်းတည်တံ့နေပြီးတော့သူကသူစဉ်းစားပြီးတော့အဖြေထွက်တော့မှပြန်လာမယ်သူသားလူသားမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဒီဇလန်ထဲမှာဆိုလို့ရှိရင်ဖုန်ကပေါ့နော်ဒီ engineering ကျောင်းသားသူကအဲ့ဒီအမှုပညာကျောင်းသားကိုသူဖွင့်ပြောတဲ့အချိန်မှာဟိုဘက်ကကျောင်းဟိုအမှုပညာကျောင်းသားသူ့ကိုလည်းသဘောကျတယ်ဆိုတာသိကြတယ်ဆိုတော့မှသူကဖွင့်ပြောတာအဲ့တော့သူတယောက်တည်းကြိုက်နေုံနဲ့သူကြိုက်နေတယ်ဆိုတာကိုတော့ hints တွေတော့ပြတယ်ဒါပေမဲ့တဲ့ကြီးတော့ဖွင့်ပြောတာမျိုးမရှိသေးဘူးဟိုဘက်ကတယောက်ကလည်းသူ့အပေါ်မှာခံစားချက်ရှိပါတယ်သိကြပါတယ်ဆိုတော့မှသူကဖွင့်ပြောတာအဲ့ဒါကြောင့်မို့လို့ဒီ love language ကိုကြည့်မယ်ဆိုလို့ရှိရင်သူဒီသိကြမှဖွင့်ပြောမယ်သူတွေမှာပါတယ်အကယ်၍ဒါကကိုယ် energy ဖြစ်တယ်ဆိုလို့ရှိရင်လည်းကိုကလည်းသူတစ်ပါးကိုပေါ့နော်ဟိုတစ်ဖက်ကသူကသဘောကျတယ်ဆိုတော့မှကိုယ့်အပေါ်မှာလည်းဒီလိုမျိုး feelings တူတယ်ဆိုတော့မှဖွင့်ပြောတတ်မယ်သူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ်
နောက်တစ်ခုကကြတော့ဒီမှာကျတော့သူတို့နှစ်ယောက်ကပေါ့နော်အချင်းချင်းသဘောကျကြတယ်ဒါပေမဲ့တယောက်နဲ့တယောက်ပေါ့နော်ဒီငါဖွင့်ပြောလိုက်လို့ရှိရင်ငါတို့တငယ်ချင်းဆက်ဖြစ်လို့ရပါဦးမလားဆိုတော့နှစ်ဖက်စလုံးကကြောက်နေတဲ့သဘောမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိနေတာဆိုတော့ခုနကသူက enemies to lover မဖြစ်ခင်မှာဂျားထဲမှာသူတို့နှစ်ယောက်က friends ပေါ့နော်တငယ်ချင်းဖြစ်လိုက်သေးတယ်တငယ်ချင်းဖြစ်လိုက်သေးဆိုအဲ့တငယ်ချင်းအဆင့်မှာဖွင့်ပြောလိုက်လို့ရှိရင်ဒီတငယ်ချင်းအဆင့်အောင်နေလို့ရပါဦးမလားဆိုပြီးနှစ်ဖက်စလုံးကစိတ်ပူနေတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလည်းရှိတယ်ပေါ့နော်ဒီ engineering ကျောင်းသားကသူကပြောရမယ်ဆိုရှင်အပေါင်းအသင်းလည်းအရင်ကြီးများနေတဲ့သူတွေမှမဟုတ်ပေါ့နော်အပေါင်းအသင်းမရှိရတော့မဟုတ်အပေါင်းအသင်းတွေတော့ရှိတယ်ဒါပေမဲ့အရင်ကြီးများနေတာမျိုးမဟုတ်ဘူးဆိုတဲ့အခါကျတော့သူကလူတွေရဲ့စိတ်သဘောထားကိုတအားမဖတ်တတ်တယ်မှာပါတယ်ပေါ့နော်သူကိုနိုင်ကိုကလည်းတခါကြောက်ရှင်သူ့ကိုသူတော့ပြန်နားမလဲလူတွေမှာပါတာပေါ့အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူကတစ်ဖက်ကသူကသူအမားလုပ်လိုက်မိလို့ရှိရင်သူ့ဟိုဘက်ကနေပြီးတော့ခွင့်လွတ်နိုင်ပါမလားဆိုတဲ့ဟာမျိုးစိတ်ပူပြီးတော့ဒီပြောရမှာဆိုရှင်တောင်းပန်ရမှာတော့ဝင်မလေးပေမဲ့သူတစ်ဖက်ကသူကသူ့ကိုခွင့်လွတ်ပါတော့မလားဆိုပြီးအဲ့ဒါကိုအမြဲတမ်းစိုးရိမ်ပူပန်နေတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဓိကကျတော့သူကဒီလူတွေနဲ့ရင်းရင်းနှီးနှီးနွေးနွေးထူးထူးဆက်ဆက်နေတဲ့မှာတိတ်ပြီးတော့မပါတဲ့အခါကျတော့သူကိုနိုင်ကလည်းနည်းနည်းအေးဆက်ဆက်နိုင်တယ်ပေါ့နော်အေးဆက်ဆက်နိုင်တယ်အဲ့တော့တစ်ဖက်ကသူကလည်းသူ့ကိုအဲ့လိုပဲတခုလုံးလိုက်ပြီးလို့ရှိရင်သူ့အေးဆက်ဆက်နဲ့ပြန်ဆက်ဆက်မှာလားဆိုတဲ့ဟာမျိုးပေါ့အဲ့လိုပုံစံမျိုးတော့ရှိတယ်ဆိုတော့အဓိကကဒီမှာဆိုလို့ရှိရင်သူပြဿနာဟောပေါ့နော်သူပြောရမယ်ဆိုသူအမားလုပ်လိုက်မိတယ်ပေါ့အမားလုပ်လိုက်မိလို့သူ့ဟိုဘက်ကနေပြီးခွင့်မလွတ်မှာဆိုလို့သူကတောင်းပန်ပြီးတော့သူ့ကိုခွင့်မလွတ်ဘူးဆိုလို့ရှိရင်သူကလှည့်ထပ်သွားတော့မယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာကသူကသူ့ဟိုပေါ့နော်သူအမားလုပ်လိုက်မိလို့ရှိရင်တစ်ဖက်သူကသူ့ကိုဆုံးပြစ်လိုက်မှာပဲဆိုတဲ့ဟာမျိုးပေါ့နော်သူကသူ့စိတ်ထဲမှာအဲ့လိုအတွေးမျိုးကြီးတစ်ချက်တော့အဲ့ဒါမျိုးတော့ရှိနေတယ်ပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့ဆိုလို့ရှိရင်လည်းအဲ့လိုအတွေးမျိုးကိုအကယ်၍သူကဒါအဲ့လိုအတွေးမျိုးရှိရဆိုလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့သူ့ကိုအဲ့ဒီအတွေးကိုဖျောက်ဖျက်နိုင်အောင်လို့ပေါ့နော်ကိုညီပေးရမယ်အခြေအနေမျိုးတွေတော့ရှိလိမ့်မယ်ပေါ့ဒါကတော့ဒီ phone ပေါ့နော်ဒီ phone engineering ကျောင်းသားရဲ့သူ့ရဲ့ left language ပေါ့အဲ့တော့ဒီဟာကကိုနဲ့တူလားကိုနဲ့ကိုသဘောကျတဲ့သူနဲ့တူလားဆိုတာကိုကတော့ဒါနားထောင်နေတဲ့သူကဆုံးဖြတ်ရမှာပေါ့နော်နောက်တစ်ယောက်ကကြတော့ပကြီးကျောင်းသားပင်ပေါ့နော်သူ့နာမည်ပင်အဲ့တော့ပင်ကကြတော့ဒီဇလန်နဲ့မှာဆိုလို့ရှိရင်သူ့ character ကဘယ်လိုမျိုးလဲဆိုတော့သူကနွေးနွေးထွေးထွေးနဲ့မိသားစုကတငယ်ချင်းပေါင်းနဲ့မိသားစုမျိုးပေါ့နော်အဲ့လိုမိသားစုကနေပြီးကြီးလာတာအဲ့မှာသူ့မိသားစုကနေမှာရှိတယ်သူကဒီမှာပေါ့နော်ဒီမြို့မှာအဆောင်လာနေပြီးတော့သူကတက္ကသိုလ်လာတက်နေတာပေါ့အဲ့လိုမျိုးအဆောင်ကတငယ်ချင်းတွေလည်းအများကြီးရှိတယ်အကုန်လုံးနဲ့လည်းရင်းနှီးနှီးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူကကြတော့ဒီဆက်စချင်းမှာဆိုလို့ရှိရင်ဒီသူနဲ့ရန်ဖြစ်တဲ့ engineering ကျောင်းသားပေါ့နော်ခုနဖုန်နဲ့ဆိုလို့ရှိရင်သူကဆက်စချင်းကလေးကသူက attraction ရှိတယ်ဘာကြောင့်ဆိုတော့ဖုန်ကဟိုပြောမှာဆိုမျက်လုံးမျက်ဖန်တော်တော်လေးလှတယ်ပေါ့နော်မျက်လုံးနှာခေါင်းဘယ်လိုပဲဖြစ်သူ့မျက်နှာပေါက်ကတော်တော်လေးလှတယ်မှာပါတယ်ဆိုတော့သူကဆက်စချင်းကလေးကတစ်ဖက်ကသူကတော်တော်လေးချောတဲ့အတွက်ကြောင့်မို့လို့သူက attraction ရှိတယ်အဲ့ဒါကိုသူမူးတော့လေဟိုဘက်ကတရက်ကိုမင်းအရန်ချောတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူကပြောတာမျိုးရှိတယ်ပေါ့အဲ့လိုပုံစံမျိုးရှိတယ်ဆိုတော့သူကဆက်စချင်းကလေးကသူ့မှာ attraction ရှိတယ်ဒါပေမဲ့အစလာကလေးကနှစ်ယောက်ကသူ့ပကြီးကားကိုဟိုတယောက်ပဲပေါ်လုံးမှန်သွားတော့သူ့ပကြီးကားပျက်စီးသွားတဲ့အတွက်ကြောင့်မလို့မကျင်းတတ်တာလည်းရှိတယ်ပေါ့နော်အဲ့တော့ပြီးတော့ဟိုတယောက်ကသူ့ကိုအနားမှာခေါ်ထားခြင်းတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ slave လုပ်ရမယ်ဆိုပြီးတော့ခေါ်ထားတဲ့ဟာမျိုးဆိုတော့ဟိုသူ့သွားပြီးတော့အလုပ်တွေသွားလုပ်ပေးနေရဆိုတော့နည်းနည်းမကျင်းတတ်တာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အနားမှာမနေရရင်လည်းသူကနေခြင်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိနေအဲ့တော့လွန်ဆွဲနေရပါတော့သဘောကလည်းကြားတယ်သူ့ပကြီးကားကိုဖျက်ဆီးထားတဲ့အတွက်ကြောင့်မလို့မကျင်းတတ်တာလည်းမကျင်းတတ်ဘူးအဲ့နှစ်ခုကြားထဲမှာလွန်ဆွဲနေတဲ့ဟာမျိုးပေါ့အဲ့တော့ဒီပင်ကပေါ့သူ့ရဲ့ left language ကကြတော့ဘယ်လိုရှိလဲဆိုတော့သူကဗဇက်နဲ့ပြောတာထက်ကိုသူက error service နဲ့ပို့သွားတာဂယုစိုက်တယ်ပေါ့နော်ဂယုစိုက်တယ်သူကဟိုတယောက်ကနေပြီးတော့သူ့ကိုဒီစေကုသစေးအတွက်ကိုသူ့ဘေးနားမှာလာပြီးတော့ slave အဖြစ်နဲ့နေလို့တာပြောတာအမှန်တကယ်သူကိုနိုင်ကိုချင်းချင်းနဲ့ကြီးခုနကဖုန်မြက်ဘေးနားမှာသူကသွားပြီးတော့နေကျင်တဲ့အတွက်ကြောင့်မလို့သူကိုနိုင်ကိုကသွားပြီးတော့လှုပ်ပေးနေတာပေါ့နော်အဲ့ဒါကြောင့်မို့ပကြီးကားပြီးသွားတဲ့အချိန်မှာဒီသူတို့နှစ်ယောက်ပေါ့နော်အတူတူရှိစရာမလိုတော့ဘူးဆိုတော့မှသူပကြီးကားပြီးသွားဆိုတော့မပြောဘဲနဲ့ပေါ့နော်မပြီးသေးဘူးဆိုတော့လိန်ထားပြီးတော့ဟိုအနားမှာနေတာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ပြီးတော့သူ့ရဲ့မသိစိတ်ထဲမှာဟိုကဖုန်ကိုသူအရန်သဘောကျတယ်ဒါပေမဲ့ဖွင့်မပြောရဘူးဖွင့်ပြောလိုက်လို့ရှင်ဖုန်ကသူ့ထက်လည်းအများကြီးပိုချမ်းသာတယ်ပြောရမှာဆိုဖုန်ကဟိုပြောရမှာတော်တော်လေးလေးချောတယ်မှာပါတယ်ပေါ့နော်အဲ့တော့သူကသာဖွင့်ပြောလိုက်လို့ရှိရင်သူ့အများဟာတာလို့မလားပေါ့
အဲ့လိုပုံစံမျိုးရှိတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူ့ဘက်ကနေတော့အရင်ဖွင့်မပြောဘဲနဲ့ဖုန်းကနေတော့ဖွင့်ပြောတဲ့အချိန်ထိကိုသူကစောင့်နေတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဂျားထဲမှာပြောရမယ်ဆိုနှစ်ယောက်ကတရားဝင် relationship တာမရှိသေးတာပေါ့နော်သူများ relationship သမားတွေထက်တော့မှပို့ပြီးတော့နှီးစပ်ပြီးတော့တယောက်ကိုတယောက်ပို့ပြီးတော့ခယူးဆိုင်တဲ့ထဲမှာပါနေတာပေါ့နော်ခုနပြောခဲ့သလိုပဲသူရဲ့ love language က error service ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကသူလိုအပ်သမျှကိုသူကလိုက်ပြီးတော့ဖြည့်ဆည်းပေးတာပေါ့နော်ပစ္စည်းရတွေဖြည့်ဆည်းပေးတာထက်တစ်ဖက်ကသူကနေမကောင်းဆိုလို့ရှိရင်ပြုစုပေးမယ်တစ်ဖက်ကသူကလက်မှာဒဏ်ရာရသွားပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဒီဖုန်းကလက်မှာဒဏ်ရာရသွားတော့အဲ့လက်ကဒဏ်ရာကိုသူတေချာလိုက်လုပ်ပေးတယ်ပေါ့နော်ပြီးတော့သူကကျတော့ဖုန်းမျက်နှာကတခုခုဟောပေါ့နော်စိတ်ထဲမှာအခြေအနေမကောင်းတာတို့ဒီဝမ်းနည်းနေတာတို့ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော်ဟိုဘက်ကတယောက်ရဲ့မျက်နှာအမူအရာကိုကြည့်လိုက်တာနဲ့တည်းပဲဘာဖြစ်နေမလဲတခုခုဖြစ်နေဆိုတော့သူချက်ချင်းရိပ်မိတယ်ပေါ့နော်အဲ့တော့ဟိုဘက်ကတယောက်ကိုသူမေးတယ်စိတ်ပူပေးတယ်နောက်တယောက်ကမပြောချင်သေးဘူးသူ့ပဲဒီတိုင်းပဲဖတ်ပြီးတော့ပဲနေချင်တယ်ဆိုလို့ရှိရင်အဲ့လိုပဲဖတ်ထားပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူကကျတော့တစ်ဖက်သူရဲ့စိတ်ရအခြေအနေကိုဖတ်တဲ့နေရာမှာသူကပို့ပြီးတော့ကျွမ်းကျင်တယ်ဆိုတဲ့သဘောမျိုးရှိတယ်ပေါ့နော်ပြီးတော့ဒီဇလန်းမှာပေါ့နော်သူဒုတိယပကြီးကအပ်ဖို့ပေါ့ဒုတိယပကြီးကဆိုတာသူ့ရဲ့ပကြီးကပြတ်သွားတဲ့ပကြီးကနေရာမှာအစားထိုးပြီးတော့အပ်ဖို့အတွက်ဒီ deadline နေနေပေါ့နော်အဲ့တော့အတူတူသွားအပ်မယ်လို့ခုနကဖုန်းနဲ့ပြောထားတာအဲ့တော့အတူတူသွားအပ်ဖို့အတွက်ချိန်ထားပြီးကမှဖုန်းကသူ့အိမ်မှာသူ့ဖေနဲ့ပြဿနာတက်တော့အချိန်မီရောက်မလာဘူးအချိန်မီရောက်မလာတော့ तू ကစိတ်ပူနေတဲ့ဟာနဲ့ပေါ့နော်အခြေဝါပေါ့နော်ဒီအနာကပ်ပြီးတော့မှသွားပြီးတော့တင်လိုက်ရတယ်တင်လိုက်ရတဲ့အချိန်မှာသူ့စိတ်ထဲမှာရှိနေတာကဖုန်းကိုစိတ်ဆိုးတာမဟုတ်ဘူးဖုန်းဘာများဖြစ်နေပြီလဲဆိုတော့ तू ကအဲ့ဒါကိုပဲစိတ်ပူနေတာဟိုဘက်ကဖုန်းကကြတော့လေ तू လှုပ်လိုက်လို့ဟိုတယောက်များဒီပကြီးကထက်တာနောက်ကျသွားပြီလားဆိုတော့စိတ်ပူတော့ငါအမှားလှုပ်လိုက်ပြီအဲ့တော့ငါ့ကိုတော့ तू မုန်းသွားပြီလားမသိဘူးဆိုတော့ဖုန်းကလည်းအဲ့ဒီဟာယူစိတ်ထဲဆွဲနေတာပေါ့နော်အဲ့တော့သူတို့နှစ်ယောက်တွေ့တဲ့အချိန်မှကြတော့ဖုန်းက तू အမှားလှုပ်လိုက်ပြီတဲ့အဲ့တော့ကြောင့်မလို့ဟောပေါ့နော်သူထွက်သွားပေးဖို့လို့ရှင်ထွက်သွားပေးမယ်ဆိုတဲ့ဟာမျိုးပေါ့သူကကြတော့ဒီပင်ကကြတော့ဖုန်းကိုသူ့ပေါ့နော်ဒီ sorry လို့ပြောရင်ရပြီဘာဖြစ်လဲဆိုတာကိုပဲသူ့ကိုပြောသူ့ဘက်ကနေပြီးတော့နားလည်ပေးဖို့အသင့်ရှိတယ်ပေါ့နော်သူတို့နှစ်ယောက်ရဲ့ relationship ကအဲ့လိုမျိုးရှိတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှင်တယောက်နဲ့တယောက်က compliment ဖြစ်တယ်ပေါ့နော်တယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကနေပြီးတော့ဒီတယောက်ကပြောဖြစ်ဒီ insecurity အရင်များနေတယ်ဆိုတဲ့ဟာမျိုးသူနားလဲတယ်အဲ့ဒါကြောင့်မို့လို့သူ့ကိုဘာဖြစ်လဲဆိုတာကိုအချိန်မီပြောပြရင်ရပြီနောက်ကဒါမျိုးမလုပ်နဲ့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဟိုဘက်ကတယောက်ကို reassurance လုပ်ပေးတယ်ပေါ့အဲ့လိုပုံစံမျိုးတွေရှိတယ်ဆိုတော့နှစ်ယောက်ကတော်တော်လေးကိုအဆင်ပြေတဲ့ relationship တွေမှာပါတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လေဒီပင်မြက် character ကကိုနဲ့တူလားကိုသဘောကျတဲ့သူနဲ့တူလားဆိုတာကိုတော့ဒါကတော့နားထောင်တဲ့သူကကိုယ့်ဘာသာကိုဆုံးဖြတ်ရမှာပေါ့နော်reading လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ reading လေးကိုဒီနေ့ video လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like share comment လေးလုပ်ပေးသွားပေးပါ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်မရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video လေးမှာပြန်ပြီးတော့တွေ့ကြအောင်မယ်နော် Pi2 ကိုရွေးလိုက်တဲ့သူတွေအတွက်ကတော့ Never Let Me ကိုဇာတ်လမ်းရပါတယ်အဲ့တော့ပုံပူဝင် fan တွေကတော့ဒါပါဇာတ်လမ်းလဲဆိုတာသိပြီပေါ့နော်အဲ့တော့ပုံပူဝင်ရဲ့လက်ရှိထုတ်လွှင့်ပြီးသားဇာတ်လမ်းတွေအားလုံးထဲမှာဒီ series ကတော့ကျွန်မအကြိုက်ဆုံး series ပေါ့နော်ဒီ Never Let Me ကိုကအဲ့တော့ဇာတ်လမ်းအကြောင်းမသိသေးတဲ့သူတွေအတွက်ကိုရင်ပြောပြပေးမယ်ပေါ့နော်ဒီဇာတ်လမ်းကြတော့အရန်ချမ်းသာတဲ့လုပ်ငန်းစုကြီးကိုဆက်ခံမယ်ဒီဆက်ခံသူတထေးသားလေးနဲ့ကျွန်းစုလေးတစ်ခုမှာငါးဖန်သင်္ဘောပေါ်မှာအလုပ်လုပ်ရတဲ့အကောင်လေးတယောက်ပေါ့နော်အဲ့တော့ကန်ဂျမာကဖန်လာပြီးတော့အဲ့ဒီကောင်လေးကဒီတထေးသားလေးရဲ့ body guard ပေါ့နော်တက်တော်ဆောင်လာလို့ရာကနေပြီးတော့သူတို့နှစ်ယောက်ကြားထဲကဖြစ်ပေါ်လာတဲ့ချစ်ချင်းမြတ်တာတွေပေါ့နော်အဲ့ဒါကိုရိုက်ပြထားတာဒီဇလန်းကတော်တော်လေးကိုပြောမှဆို heavy drama တွေမှာပါမယ်နဲ့တူတယ်ဆိုတော့ဟို I1 လိုမျိုးတတရရပေါ့ပေါ့ပါလေးနဲ့ကြည့်ရမယ်ဟာမျိုးမဟုတ်ဘူးပေါ့နော်ရှင်တထိတ်ထိတ်နဲ့ကြည့်ရမယ်ဟိုတချို့နေရာတွေမှာတော်တော်လေးကိုဝမ်းနည်းစရာကောင်းလာအောင်ပေါ့နော်အဲ့လိုခံစားရမယ်ဇလန်းမျိုးတွေမှာတော့ပါတယ်ပေါ့အဲ့တော့ character နှစ်ယောက်ကြောင်းစပြောမယ်ဆိုလို့ရှိရင်ပထမဦးဆုံး character ကျတော့ Pam ကောနော် Pam ကကြတော့သူကဒီကျွန်းစုလေးမှာငါးပန်းဆက်လေးပေါ်မှာအလုပ်လုပ်နေတဲ့တာမန်စင်းရဲသားကောင်လေးတယောက်ပေါ့နော်အဲ့ဒီမှာသူ့ရဲ့အဖေကကြတော့နောက်ထပ် character ခုနတထေးသားလေးရဲ့အိမ်မှာလူယုံအဖြစ်နဲ့အလုပ်လုပ်နေတာသူတို့သားအဖပေါ့နော်အခုချိန်ထိအသက်ရှင်နိုင်တာကဒီတထေးသားလေးရဲ့မိဘတွေကကယ်ထားခဲ့လို့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့တော့ဒီတထေးသားလေးရဲ့စီမှာ body guard လုပ်ဖို့အတွက်အကြောင်းဖန်လာတဲ့အချိန်မှာသူ့ကိုဖေကနေသူ့ဒီကျွန်းစုကနေသူလာခေါ်သွားပြီးတော့တထေးသားလေးနာမှာသူလာထားတယ်အဲ့တော့တထေးသားလေးနာမှာလာထားပြီးတော့ဒီမှာဆိုလို့ရှိရင်သူကအဓိကတော့ body guard မငှားနိုင်လို့မဟုတ်ဘူးပေါ့နော်
သူကတထေးသားလေးကအဲ့အချိန်မှာចောင်းသားပဲရှိသူတို့တွေចောင်းသားတွေပဲရှိတယ်ចောင်းသားတွေပဲရှိတော့ចောင်းထဲမှာဆိုလို့ရှိရင် body ကနောက်ကနေတစ်ခေါက်လိုက်နေလို့မရတဲ့အတွက်ကြောင့်မို့လို့လိုက်ဖို့အတွက်လည်းတိတ်အဆင်မပြေဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့သူကမတိမတာလေးနဲ့တထေးသားလေးရဲ့ဘေးနားမှာចောင်းသားအနေနဲ့တငယ်ချင်းအနေနဲ့ပုံစံမျိုးနဲ့ပေါ့နော်လိုက်ပြီးတော့စောင့်ရှောက်ပေးရတာပေါ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်အရန်ချစ်ကြတယ်ပေါ့နော်အရန်ချစ်ကြတယ်ပမ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်သူတို့တွေကအခုချိန်မှာဆိုလို့ရှိရင်ဆယ်ကျော်သက်လေးတွေပဲရှိသေးတာပေါ့နော်ចောင်းသားလေးတွေပဲရှိသေးတာဒါတော့မှပဲပမ်ကသူ့ရဲ့အချစ်ကိုသူကလုံးဝတေချာတဲ့အတွက်ကြောင့်မို့လို့နွမ်မြက်နာမည်ကိုသူခဏကိုမှတက်တူးပါထိုးထားပါတော့သူကြောမှာတက်တူးပါထိုးထားအဲ့လိုပုံစံမျိုးပေါ့လို့ဆိုပမ်ရဲ့အမေကတက်တူး artist တွေအဲ့လိုဆိုသူ့အမေကတော့မှပြောသေးတယ်ပေါ့နော်ဒီလူငယ်ဘဝမှာချစ်ချင်းမြတ်တာကြီးလာလို့ရှိရင်ပြောင်းလဲနိုင်တယ်ဆိုတာတော့မှပဲပမ်ကသူကနေပြီးတော့မပြောင်းလဲဘူးသူဒီတထေးသားလေးကိုနွမ်ကိုသူချစ်တယ်ဆိုတာကိုသူတေချာသိတယ်တက်လုံးပြောင်းလဲမှာမဟုတ်အဲ့တော့ကြောင့်မလို့သူ့အမေကိုတက်တူးထိုးခိုင်းတယ်ပေါ့နော်သူ့အမေမသိခင်မှာတက်တူးထိုးခိုင်းတယ်အဲ့လိုပမ်ရဲ့ character ကိုကြည့်မယ်ဆိုလို့ရှိရင်ငကိုကလေးကသူ့ကိုသူအားငယ်စိတ်များတယ်ပေါ့အဲ့တော့မိဘနှစ်ပါးလည်းကွဲနေတယ်အဖေအမေနဲ့လည်းတိတ်ပြီးတော့အတူနေရတာမျိုးမရှိဘူးဆိုတော့အဖေကသူ့ဟိုပေါ့နော်တားတစ်ယောက်လို့ဆက်ဆံတာထက်ကိုနည်းနည်းစီကံလည်းအရင်ချက်တယ်ပေါ့နော်စီကံအရင်ချက်ပြီးတော့တားတစ်ယောက်ထက်ကိုဒီသူ့ရဲ့တထေးအိမ်မှာတာဝန်ကျေတဲ့အလုပ်သမားတစ်ယောက်ဖြစ်ဖို့ပို့ပြီးတော့စိတ်ဝင်စားနေတဲ့ပုံမျိုးရှိတာအဲ့တော့အမေရဲ့မြစ်တာနဲ့လည်းတိတ်ပြီးတော့မရဘူးဆိုတော့ तू ကမြစ်တာတိတ်ပြီးတော့မရခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အားငယ်စေတယ်များတယ်ပေါ့နော်ပြီးတော့သူ့အဖေကလည်းဒီကားထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုမကောင်းဘူးလို့ပြောရမှာပေါ့နော်ပြောရမှာဆိုသားတစ်ယောက်ကိုဒီစိတ်သက်ပိုင်းဆိုင်ရာမှာမြင့်တင်ဖို့ထက်ကို तू ကနေပြီးတော့အမြဲတမ်းဒီသခင်လေးနဲ့ပေါ့နော် तू ကဒီတထေးသားလေးကိုသခင်လေးလို့ခေါ်တာအဲ့တော့သခင်လေးနဲ့မင်းနဲ့ကအစ်စ်မတူဆိုတဲ့ဟာကိုသခင်လေးကမင်းရဲ့အလုပ်ရှင်မင်းကသခင်လေးရဲ့အလုပ်သမားအစီကံအဲ့လိုပုံစံမျိုးဖြစ်အောင်အများနဲ့ရိုက်သွင်းထားတဲ့ပုံစံမျိုးဖြစ်နေတော့တတိသားလေးကအများနဲ့သူနဲ့တတိသားရောင်ဖြစ်တဲ့ဒီဟွာလေးက body ကလေးရပါတော့ဒီတတိသားလေးနဲ့သူနဲ့ကအများနဲ့အစစ်မတူဘူးဆိုတဲ့ဟာမျိုးကိုပဲသူကောင်းနေမှာတွေးနေရပါတော့အဲ့တော့ तू ကအနစ်နာခံခြင်းစွန့်လွတ်ခြင်းပေးဆက်ခြင်းအဲ့လိုပုံစံမျိုးနဲ့ပဲတတိသားလေးကို तू ကချစ်မယ်ဆိုတဲ့ဟာမျိုးအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့မှာဆိုလို့ရှိရင်လေ तू ကပေါ့နော်တထေးသားလေးအတွက်ဆိုလို့ရှိရင်သူ့ရဲ့အနာဂတ်တွေဘလို့ပဲဖြစ်ဖြစ်ပြတ်သုံးသွားပါစေသူ့ရဲ့အသက်ပဲဆုံးရှုံးသွားပါစေဘာပဲဖြစ်ဖြစ်ပေါ့နော် तू အကုန်လုံး sacrifice လုပ်မယ်ဆိုတဲ့ဟာမျိုးစတေးခံမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတာသူတို့နှစ်ယောက်ကဆဆတွေ့ချင်းကလေးကတယောက်ကိုတယောက်သဘောကျကြတယ်ပေါ့နော်သဘောကျတယ်ဒါပေမဲ့သူ့ဘက်ကကျတော့သဘောကျတယ်ဆိုတာကိုသူ့အဖေကအဲ့လိုမျိုးပေါ့နော်အမြဲတမ်းမင်းကတထေးသားလေးနဲ့ဘလို့မှအစ်စ်မတူဘူးဆိုပြီးလှုပ်ထားတဲ့အတွက်ကြောင့်မလို့သူ့ဘက်ကနေတော့ဘလို့မှသူဖွင့်မပြောရဘူးအဲ့လိုပုံစံမျိုးပြီးတော့ तू ကကျတော့အမြဲတမ်းပေါ့နော်ဒီတထေးသားလေးကို तू ကဒီအမြဲတမ်းအမြင့်မှာတင်ထားပြီးတော့ဒီပြောရမယ်ဆိုပါဒီချမ်းလို့ဆောင်းတစ်ထည်ပဲရှိရဆိုတော့မှ तू ကတထေးသားလေးကိုပဲခြုံပေးထားပြီးတော့ तू ကအေးပတ်ခံမယ်ပုံစံမျိုးအဲ့လိုပုံစံမျိုးရှိရပါတော့အရာ तू ကတစ်ဖက်သူခုနတထေးသားလေးကို तू ကအရန်ကိုဦးစားပေးတာပေါ့နော်အဲ့တော့ဒီမှာသူ့ဟိုပါဇလန်ထဲမှာဆိုလို့ရှိရင်သူ့အမေတနတ်မှန်ပြီးတော့ဆုံးသွားတဲ့အချိန်မှာတော့မှပဲဒီသူ့အမေကိုကယ်လို့မရတော့ဘူးဆုံးသွားပြီဆိုတာသိတဲ့အတွက်ကြောင့်မလို့သူကတထေးသားလေးကိုပဲအတင်းဆွဲခေါ်ပြီးတော့အဲ့နေရာနေရအောင်ကယ်ထုတ်လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေဆိုတော့ပြီးတော့ဒီတထေးသားလေးကြောင့်မလို့ပေါ့နော်တထေးသားလေးကြောင့်တော့မဟုတ်ပါဘူးတထေးသားလေးကိုသွားပြီးတော့ကယ်ရတယ်ကယ်ရတဲ့အချိန်မှာသူတနတ်မှန်သွားတယ်တနတ်မှန်ပြီးတော့တေလူမျိုးပါဖြစ်တယ်ခြေထောက်လည်းတနတ်မှန်တယ်ပေါ့နော်တနတ်မှန်တော့သူအဲ့မှာဒုက္ခိတပုံစံမျိုးဖြစ်သွားတဲ့အချိန်မှာတထေးသားလေးနားမှာသူကဒီပြောရမယ်ဆိုရှင်ဝင်ထုတ်ဝင်ပို့ဖြစ်မှာဆိုပြီးတော့တထေးသားလေးနားနေပြီးသူကခွာလာတယ်ပေါ့နော်သူ့ကိုလာမရှာပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ကိုဘွားကိုသာကောင်းကောင်းမွန်မွန်နေပါဆိုပြီးတော့သူကထွက်လာခဲ့တဲ့အထိပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပေးဆက်ခြင်းနဲ့ချစ်တဲ့အချက်မျိုးပေါ့အဲ့လိုပုံစံမျိုးပုံများတယ်ပေါ့အဲ့တော့ဒီမှာကဒါကတော့ဘသူရဲ့ energy လဲတော့မသိပေမဲ့ကိုဖြစ်မလားတစ်ဖက်သူဖြစ်မလားဆိုတာကိုတော့ကိုဘာသာကိုဆုံးဖြတ်ပေါ့နော်အဲ့တော့တထေးသားလေးပေါ့နော်တထေးသားလေးရဲ့နာမည်ကကြတော့ညွန်လို့ခေါ်တယ်ဆိုတော့ညွန်ကကြတော့သူကငကိုကလေးကအရန်ချမ်းသာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာတငယ်ချင်းအပေါင်းအသင်းအစ်စ်မှန်ဆိုတာရှားတယ်ပေါ့နော်သူ့ကိုလာပြီးတော့ချင်းကတဲ့သူတွေတော်တော်များများသူ့မိသားစုကအရန်ချမ်းသာမှန်တည်ရဲ့အတွက်ကြောင့်မို့လို့တခုခုအခွင့်အရေးလိုချင်လို့လာပြီးတော့ကတ်ကြတာများတယ်ပေါ့နော်အဲ့တော့သူ့မှာကတငယ်ချင်းအစ်စ်မှန်ဆိုပြီးတော့တိတ်ပြီးတော့မရှိတာများတယ်နောက်တစ်ခုကကျတော့သူ့ရဲ့အဖေရဲ့ညီပေါ့နော်သူ့ဦးလေးလုပ်တဲ့သူကလည်းသူတို့မိသားစုရဲ့စီးစိမ်ချမ်းသာတွေကိုမျက်စိကြတယ်မျက်စိကြတဲ့အတွက်ကြောင့်မို့လို့သူတို့မိသားစုကိုလှုပ်ကြံနေပေါ့နော်လှုပ်ကြံတဲ့အချိန်မှာသူ့ဦးလေးကလည်းအရန်လေတော့သူ
သူတို့ကိုလှုပ်ကြံတဲ့အချိန်မှာတက်တည်မရှိအောင်လို့သူမလှုပ်တယ်လို့ပုံစံမျိုးနဲ့လှုပ်တာအဲ့တော့သူ့ဦးလေးလှုပ်တာမှန်နည်းနည်းရိပ်မိပေမဲ့လည်းတက်တည်ကဘလို့မှမရှိနေဘူးအဲ့လိုပုံစံမျိုးဖြစ်တာအဲ့တော့သူ့မွေးနေ့မှာသူ့အဖေကလှုပ်ကြံခံနေရတယ်အဲ့တော့ तू ကဒီစီးပွားရေးလုပ်ငန်းစုကို तू ကဆက်ခံရဖို့ဖြစ်လာတယ်ဒါပေမဲ့ तू ကចောင်းသားပဲရှိသေးတဲ့အတွက်ကြောင့်မလို့သူ့အမေကနေပြီးတော့တဆင့်ဟောပါတော့သူ့ကိုစားအုပ်ချုပ်ပေးထားတယ်ပေါ့သူ့ဦးလေးကလည်းသူတို့မိသားစုကိုထပ်ပြီးတော့သူနဲ့သူ့မိနဲ့ကိုထပ်ရှင်းပြဖို့လည်းအမြဲတမ်းချောင်းနေရပါတော့အဲ့လိုပုံစံမျိုးဖြစ်နေအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီသူ့ရဲ့ပထမဦးဆုံးပေါ့နော်သူယုံမိတဲ့တငယ်ချင်းကလည်းသူ့ကိုသစ္စာပေါက်သွားတယ်အဲ့လိုကြောင့်မလို့ तू က trust issue တော့ရှိတယ်ပေါ့နော်ဒါပေမဲ့ तू ကကြတော့ဒီပထမဦးဆုံးပမ်ကိုစတွေ့ကြတဲ့ဟိုက तू အမေကသူ့အတွက် body guard ခေါ်ထားလိုက်တယ်ဆိုတော့ तू သိတယ်ပေါ့နော်အဲ့တော့ तू က body guard မလို့ခြင်းတငယ်ချင်းလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပမ်ကို तू ကတငယ်ချင်းဖြစ်နေသူ့တငယ်ချင်းဖြစ်နေနေခိုင်းနေပေါ့နော်ပမ်ကသူ့ရဲ့အနွန်တာကိုလုံးဝခံနေသူ့ကိုလည်းလုံးဝတခင်လေးလို့ဆက်ဆံနေပေါ့နော်အဲ့လိုပုံစံမျိုးဒါပေမဲ့ तू ကတော့အထက်စီးမဆန်ပါဘူးပမ်ကိုသူ့ကိုတငယ်ချင်းအနေနဲ့သဘောထားစေခြင်းနဲ့ပမ်ကို तू နွေးနွေးထွေးထွေးဆက်ဆံစေခြင်းနဲ့ပေါ့နော်အဲ့လို तू ကစတွေ့ကြတဲ့ဟိုက तू ကပမ်ကိုသဘောကျတာပမ်ကလည်းသူ့အပေါ်မှာကောင်းတယ်သူ့ကိုသဘောကျမှလည်း तू သိတယ်အဲ့ဒါကြောင့်မလို့ तू ကရေလာမြောင်းပေးအရင်လုပ်တယ်ပေါ့နော်ရေလာမြောင်းပေးလုပ်တယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဟိုဘက်ကတယောက်ကသူ့ကိုသူတခင်လေးနဲ့အလုပ်သမားပုံစံမျိုးနဲ့ပဲခံယူထားတဲ့အတွက်ကြောင့်မို့လို့သဘောကျပြီးတော့ညာလည်းပဲဟိုတယောက်ကအစ်စ်မကြော်ရဘူးအဲ့လိုပုံစံမျိုးဖြစ်နေတော့အမြဲတမ်းရှောင်နေရပေါ့နော်တယောက်ကဟိုတယောက်ကရှောင်နေဆိုတာလူချင်းရှောင်တာမဟုတ်ဘူးသူ့ဘက်ကနေပြီးတော့အမြဲတမ်းရေလာမြောင်းပြီးလို့ချင်းဟိုဘက်ကတယောက်ကမသိချင်အောင်ရှောင်နေရပေါ့အဲ့လိုပုံစံမျိုးဖြစ်နေအဲ့တော့သူ့မှာအမြဲတမ်းပေါ့နော်ဒီမခံတာတစ်ချိန်လုံးဖြစ်နေရတာပေါ့အဲ့လိုပုံစံမျိုးဖြစ်နေဟောပမ်ထက်စားလို့ရှိရင်နုံကသူကပို့ပြီးတော့သူ့စိတ်ထဲမှာရှိတာပို့ပြီးတော့ပုံဝင်လင်းပြောရဲတယ်ပေါ့နော်အဲ့တော့ဒီပမ်ကိုလာပြီးတော့သဘောကျတဲ့အမျိုးသမီးနောက်တစ်ယောက်ပေါ်လာတယ်ပေါ့ကောင်မလေးနောက်တစ်ယောက်ပေါ်လာတယ်အဲ့တော့အဲ့ main ကလေးကပမ်နားမှာနေတာကို तू ကလုံးဝမကြိုက်ဘူးလုံးဝမကြိုက်တဲ့အတွက်ကြောင့်မို့လို့ तू အရက်နဲ့မတည့်ပဲနဲ့အရက်တွေတောက်ပြီးတော့ပမ်ကိုပြဿနာရှာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ तू မနာလို့ဘူးပေါ့နော်လုံးဝ jealous ဖြစ်တာအဲ့ဒီကနေတော့ပမ်ကိုပြဿနာရှာတယ်အဲ့လိုပုံစံမျိုးဒါပေမဲ့ तू မှားဝါမှန်းသိတော့ तू မူးပြီးတော့တောင်းကြတယ်ကွယ်အဲ့တော့အဲ့မှာရန်နေဖြစ်ပြီးတော့ပမ်ကသူ့ကိုညီလက်ကျိုးသွားတော့အဲ့ဒီမှာ तू မှားဝါမှန်းသိတော့ပမ်ကို तू ကတောင်းမှန်တယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ तू ကတောင်းမှန်တာကိုတေချာမလုပ်တဲ့အတွက်ကြောင့်မလို့ပန့်ကိုသူပစ္စည်းတွေဝယ်ပေးတယ်ပေါ့နော်ဟိုတယောက်ကကျတော့ဒါဟိုသူ့နဲ့အေးဆက်ဆက်ဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံမျိုးပြောတော့သူမခံနိုင်ဘူးအဲ့လိုပုံစံမျိုးတွေရှိတယ်သူတို့မှာနည်းနည်းပေါ့နော်အလွှာချင်းကွာနေတဲ့အတွက်ကြောင့်မို့လို့ဒီတယောက်ကိုတယောက်ကဘယ်လိုဆက်ဆံရမလဲဆိုတာကိုတေချာနားမလဲဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတာတရက်မှာသူတို့သားအမိထပ်ပြီးတော့လှုပ်ကြံခံရတယ်ပေါ့လှုပ်ကြံခံရတဲ့အချိန်မှာသူ့အမေတနက်နဲ့ပြစ်ခံနေရတယ်အဲ့တော့အဲ့ဒီမှာသူတို့ကိုလာလှုပ်ကြံသွားတဲ့အချိန်မှာပန်းမြက်အဖေလည်းဒဏ်ရာရသွားတယ်ဒဏ်ရာရသွားပြီးတော့သူတို့နှစ်ယောက်ကိုထွက်ပြေးခိုင်းတဲ့အခါကျတော့ပမ်ကနွမ်ကိုခေါ်ပြီးတော့သူ့အမေရှိတယ်ပေါ့နော်သူ့ရဲ့ဟိုကပေါ့နော်ကိုရဲနေတဲ့အမေပေါ့အမေရှိတဲ့နေရာကိုပမ်ကနွမ်ကိုခေါ်ပြီးထွက်ပြေးရတယ်ပေါ့နော်သူတို့နှစ်ယောက်ဒီဘက်မှာကျတော့လေသူနွမ်ရဲ့အမေကကိုမဖြစ်သွားတယ်ဟိုပမ်ရဲ့အဖေကကျတော့လေလူယုံတော်ကကျတော့လေနေထိုင်သူလှုပ်ကြံတာလည်းမဟုတ်ဘဲနဲ့သူကစီစဉ်ပြီးတော့လှုပ်ကြံပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကွက်ချခံရပြီးတော့ထောင်ထဲရောက်သွားတယ်ပေါ့နော်အဲ့လိုအချုပ်ခန်းထဲရောက်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားပြီးတော့အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ကလည်းထွက်ပြေးရတယ်ပေါ့အဲ့ဒီထွက်ပြေးရတဲ့အချိန်အတွင်းမှာဒီဟောပေါ့နော်သူတို့နှစ်ယောက်ပို့ပြီးတော့နီးစက်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာ तू ကတထေးသားလေးပုံစံမျိုးနဲ့နေလို့မရတော့ပေါ့နော်အဲ့ဒီအချိန်မှာမှ तू ကပမ်နဲ့လုံးဝအောင်နီးနီးစက်စက်နှစ်ယောက်ထဲနေရပြီးတော့ဟောပေါ့နော်ပမ်ရဲ့ပြုစုဆောင်ရှောက်မှုအောက်မှာသူ့ရဲ့ body ကလေးရပေါ့နော်ပြုစုဆောင်ရှောက်မှုအောက်မှာနေရပြီးတော့တန်ရုံးစင်ကပို့ပြီးတော့တွေ့လာတယ်ပြီးတော့ပမ်ကလည်းအရင်ကထပ်စားလို့ရှိရင်ဟိုပို့ပြီးတော့ပေါ့နော်နည်းနည်း confidence ပို့ရှိတာဆိုတဲ့သဘောဖြစ်သွားတယ်အဲ့ဒီအချိန်မှာ तू ကနေပြီးတော့နွမ်ကနေပြီးတော့ဒီတထေးသားလေးကနေပေါ့နော်ပမ်ကို तू ကအရင်စပြီးတော့ဖွင့်ပြောရင်းထဲမှာအဲ့ဒီမှာသူတို့နှစ်ယောက်က relationship တွေရောက်သွားတယ်ပေါ့နော်ဟိုထပ်ပြီးတော့သူ့ဦးလေးကနေပြီးတော့နွမ်ရဲ့ဦးလေးကနေပြီးတော့အစအနရသွားတာသူတို့ဘယ်မှာရှိနေလဲဆိုတော့အစအနရသွားပြီးတော့သူတို့ဟိုပေါ့နော်လုံးကြံတဲ့သူထပ်လွတ်လိုက်တဲ့အချိန်မှာပမ်ရဲ့အမေကသူတို့ကိုကိန်းနေဆုံးသွားပြီးတော့ပမ်ကလည်းသူ့ကိုအရန်ချစ်တဲ့အတွက်ကြောင့်မို့လို့အသက်နဲ့လဲပြီးသူ့အကာအကွယ်မှာပဲဆိုတာသိနေတဲ့အတွက်ကြောင့်မို့လို့သူကနွမ်ကနေပြီးတော့ပမ်ကိုသူကစိတ်ခတ်ပြီးတော့ထားခဲ့တယ်။ဘာလို့လဲသူတို့ပုံခိုတဲ့နေရာမှာထားခဲ့ပြီးတော့သူတယောက်တည်းသူ့ဦးလေးကိုရင်ဆိုင်မယ်ဆိုပြီးတော့သူ့လေးနဲ့သူတို့မိသားစုတွေပေါ့နော်ရှိတဲ့နေရာကိုပြန်တက်လာတာပေါ့။အဲ့တော့နွမ်ရဲ့ love language ကိုကြည့်မယ်ဆိုလို့ရှိရင်သူကသူ့ချစ်ရတဲ့သူတွေကိုဆုံးရှုံးရမှာဆိုတဲ့အတွက်ကြောင့်မို့လို့သူ့ကြောင့်မို့လို့တခြားသူတွေမထိခိုက်ပါစေနဲ့ဆိုလို့သူကထားပစ်ခဲ့ရဖို့လေဝင်မလေးတဲ့သဘောမှာပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်မချစ်လို့မဟုတ်ဘူးနော်ချစ်တဲ့အတွက်ကြောင့်မို့လို့
စွန့်လွှတ်မှာဝင်မလေးဘူးအဲ့လိုပုံစံမျိုးရှိနေတာသူရဲ့ love language ကချစ်တာကလည်း तू ကတော်တော်လေးကိုချစ်တာ तू ကို၌ကိုကစပြီးတော့ပေါ့နော်ဒီသူချစ်တာကိုလည်းပုံမှန်လင်းလင်းပြောတယ် तू ကပို့ပြီးတော့ပွင့်လင်းနေပေါ့နော်ပွင့်လင်းပြီးတော့ तू ချစ်တယ်ဆိုတာကိုလည်းပုံမှန်လင်းလင်းပါဇက်ကနေပြီးတော့မကြာခဏပေါ့နော်အဲ့လိုမျိုးပြောတဲ့တဲမှာလည်းရှိရပေါ့ तू ကအဲ့တော့နှုတ်ကနေပြောဖို့လည်းဝင်မလေးသလိုသူ့ရဲ့ action နဲ့ပြဖို့လည်းဝင်မလေးဘူးဟိုပြီးတော့ तू ကဘယ်လိုပြောမလဲ तू ချစ်ရတဲ့သူတွေအသက်ရှင်ဖို့အတွက်ဆိုလို့ရှိရင်စွန့်လွတ်ပြရဖို့လည်းဝင်မလေးဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်သူရဲ့ love language ကဒါပေမဲ့ तू ဘလောက်ပဲအဲ့လိုပဲထားခဲ့ဟိုတယောက်ကလည်းမနေဘူး तू ရှိတဲ့အရက်ကိုရအောင်လို့ပြန်လာတယ်ပေါ့နော်နောက်ပန်ကသူ့ကိုကဲရင်းနေပေါ့နော်သူ့လေးရဲ့တနက်ပြစ်တာကိုခံရပြီးတော့ဒီသေးလူမျိုးပါဖြစ်သွားတယ်ခြေထောက်ထိသွားတယ်ဟို temporary ပေါ့နော်ဒီလမ်းမလျှောက်နိုင်ဖြစ်သွားတဲ့အချိန်မှာပန်ကသူ့ကိုထားပြခဲ့ပြီးတော့တခြားပေါ့နော်တခြားနေရာသူ့ဟိုပန်မြရဲ့အမေမဆုံးခင်တော့ရှိခဲ့တဲ့ကျွန်းစုလေးကိုပြန်သွားတဲ့အချိန်မှာလေသူကအမှန်တမ်းကပန်ကသူ့ကိုမလိုက်ခဲ့ပါနဲ့လို့ပြောတော့သူကပန်ကိုစိတ်ချမ်းသာအောင်လို့ပထမဆက်ခြင်းတော့မလိုက်ပါဘူးပေါ့နော်မလိုက်သွားဘဲနဲ့နောက်ပိုင်းကျတော့သူဟိုပန်ကိုပြန်ပြီးတော့သွားရှာတယ်သွားရှာပြီးတော့ဟိုပေါ့နော်ဒီပန်ကသူ့ကိုလက်ခံအောင်မယ်ဆိုလို့ရှိရင်သူနေမယ်ပေါ့ပန်ကသူ့ကိုထွက်သွားပါဆိုလို့ရှိရင်လည်းသူထွက်သွားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားတယ်ပေါ့အဓိကကျတော့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်သိပ်ပြီးတော့ဟို pressure ပေးပြီးတော့ force လုပ်တဲ့ဆက်ဆံရေးမျိုးမဟုတ်ပေါ့နော်တယောက်ကမနေခြင်းထွက်သွားပါဆိုလို့ရှိရင်နောက်တယောက်ကနေပြီးတော့ပထမဦးဆုံးတော့သူတို့စကားနဲ့ဟိုဘယ်လိုပြောမလဲ persuade လုပ်မယ်ပေါ့နော်အဲ့လိုမလုပ်ပါနဲ့ဆို persuade လုပ်မယ်ဒါပေမဲ့အတင်းအာရမကြီးမရဘူးမင်းနေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့လုပ်ကြတာမျိုးတော့မရှိဘူးပေါ့နော်နှစ်ယောက်စလုံးရဲ့ love language ကစကားပြောကြမယ်နားလည်အောင်လုပ်ကြမယ်ပြောရလို့ရှိရင်အခြေအနေမဟန်လို့လုံးဝတယောက်တက်ကိုတယောက်ကာကွယ်ရမှာမဟုတ်လို့တယောက်ကိုတယောက်ထားခဲ့ရမယ်ဆိုလို့ရှိရင်လည်းနှစ်ယောက်စလုံးကသိပြီးတော့ဝင်မလေးတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတာဒါပေမဲ့နောက်ဆုံးကျတော့လေတယောက်နဲ့တယောက်ခွဲခွာပြီးတော့နေနိုင်လားဆိုတော့လေကြာကြာနေနိုင်တဲ့သူတွေမဟုတ်ဘူးပေါ့နော်ပြန်ရှာပြီးတော့နောက်ဆုံးနှစ်ယောက်တူတူပြန်ပြီးတော့ဆုံစည်းဖို့အတွက်ကြိုးစားကြတာပဲပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာရှိတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်နှစ်ယောက်ကဘသူကဘသူ energy လဲဆိုတာကတော့ကိုဖြစ်မလားကိုရဲ့လူဖြစ်မလားဆိုတာတော့နားထောင်နေသူကဆုံးဖြတ်ပေါ့နော် reading လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ reading လေးကိုဒီနေ့ video လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like share comment လေးလုပ်ပေးသွားပေးပါ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်မရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video လေးမှာပြန်ပြီးတော့တွေ့ကြအောင်မယ်နော်အဲ့တော့ point 3ကိုရွေးတဲ့သူတွေကကြတော့ me and thee ဇာတ်လမ်းကိုရပါတယ်အဲ့တော့ပုံပူဝင်းရဲ့နောက်ဆုံးတွင်လာတဲ့ဇာတ်လမ်းပေါ့နော်တော်တော်များများတော့သိလိမ့်မယ်လို့ထင်တယ်ဒီအရန်ကို popular ဖြစ်သွားတယ်ပေါ့နော်သူတို့နိုင်ငံမှာနေမဟုတ်ဘဲနဲ့ဒီတခြားကဘာအနှံ့ကနိုင်ငံတော်တော်များများပါအဲ့ဇာတ်လမ်းဒါကိုဒီ popular ဖြစ်သွားတယ်ပေါ့နော် trending ဖြစ်သွားတဲ့ဇာတ်လမ်းဖြစ်သွားတဲ့အတွက်အဲ့တော့တော်တော်များများတော့သိလိမ့်မယ်လို့ထင်တယ်မသိသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဇာတ်လမ်းလေးကဘယ်လိုရှိလဲဆိုတာကိုပြောပြပေးမယ်ပေါ့အဓိကကျတော့ဒီဇာတ်လမ်းလေးကကျတော့ဒီမာဖီးယားခိုင်းရဲ့ဆက်ခံသူတထေးသားလေးနဲ့ဒီမိဘမဲ့ပေါ့နော်သူ့ညမလေးကိုစောင့်ရှောက်နေရတဲ့ photographer ကောင်းလေးနဲ့ပေါ့နော်သူတို့နှစ်ယောက်ကြားထဲကနေပြီးတော့ဖြစ်ပေါ်လာတဲ့တန်ရုံးစဉ်ချစ်ချင်းမြတ်တာကိုဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပေါ့နော်အဲ့တော့ character တွေအကြောင်းစာပြောမယ်ပေါ့အဲ့တော့ခွန်သီးကနေပြီးတော့စာပြောမယ်ပေါ့နော်သူကကြတော့မာဖီးယားခိုင်းခေါင်းဆောင်ရဲ့တားပေါ့နော်ဆက်ခံသူဒါပေမဲ့သူကိုနိုင်ကိုကကြတော့အဲ့ဒီခိုင်းကိုဆက်ခံဖို့အတွက်သူကစိတ်မဝင်စားဘူးဒီမှာကျတော့ဇလန်းရဆိုလို့ရှိရင်သူကဘလို့ဖြစ်လဲဆိုတော့သူတို့ငငယ်ပေါ့နော်သူ့မှာညီလေးတယောက်ရှိတယ်ဆိုတော့သူတို့ငငယ်သူတို့ညီကိုနှစ်ယောက်ရဲ့မွေးနေ့ကိုကျင်းပပေးတဲ့အချိန်ပေါ့နော်သူညီမွေးနေ့ဖြစ်ဖို့များပေါ့ဘာနောက်ကြောင်းပြန်နေတယ်မှာပါလာတာအဲ့တော့သူညီမွေးနေ့လုပ်တဲ့အချိန်မှာသူတို့မိသားစုကိုလာပြီးတော့လှုပ်ကြံတဲ့အချိန်မှာသူထိတာပေါ့နော်သူကထိပြီးတော့သူတန်ရရသွားတယ်ပေါ့တန်ရရသွားတဲ့အချိန်မှာသူ့အဖေကနေပြီးတော့အဲ့ဒီချိန်ကစပြီးတော့စဉ်းစားလိုက်တာကသူတို့မိသားစုတွေတနေရာထဲမှာအကုန်လုံးစုနေလို့မဖြစ်တော့ဘူးစုနေလိုက်လို့ရှင်ရင်တမိသားစုလုံးလှုပ်ကြံရတာလွယ်သွားလိမ့်မယ်အဲ့ဒါကြောင့်မို့လို့သူ့ရဲ့ဆက်ခံသူဖြစ်တဲ့သားကြီးကိုပေါ့နော်ဒီထိုင်းကိုပို့ထားမယ်ဆိုပြီးတော့ထိုင်းဘက်ကိုတက်တော်ဆောင်နေလူယုံနေနဲ့ပေါ့နော်ငငယ်လေးနဲ့သူကထိုင်းကိုအပို့ခံနေရတာသူကိုနိုင်ကသူကထိုင်းစစ်မဟုတ်ဘူးပေါ့နော်သူကဒီကပြပေါ့ဆိုတော့သူနိုင်ငံခြားသားရောနေတာပေါ့နော်အဲ့မှာထိုင်းကိုအပို့ခံနေရတယ်အပို့ခံလိုက်ရတော့သူကိုနိုင်ကလည်းသူကထိုင်းစကားလည်းတေချာကြီးတက်နေတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့သူပို့လိုက်တာကလည်းသူ့ရဲ့ပြောရမယ်ဆိုသူ့ရဲ့အလုပ်သမားတွေနဲ့ကြီးပဲပို့လိုက်တာပေါ့နော်သူ့မိသားစုဝင်တယောက်မှပါမလာဘူးပါမလာဘဲနဲ့အဲ့လိုပို့လိုက်တဲ့အတွက်ကြောင့်မို့လို့သူကငငယ်လေးကလေးကမိဘတွေနဲ့လည်းအတူမနေရဘူးသူ့ညီလေးနဲ့လည်းအတူမနေရဘူးသူ့ရဲ့တက်တော်ဆောင်နေဒီသူ့ဟိုပေါ့နော်သူ့ရဲ့အလုပ်သမားတွေလူယုံနေဟိုကျောင်းကလည်းဒီမှာလူကြံခံမှာဆိုတဲ့အတွက်ကြောင့်မို့သူများတွေနဲ့တူတူကျောင်းတက်ရတာမျိုးမရှိဘဲနဲ့ဒီ private ဆရာတွေနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲသင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီ
လူပတ်ဝန်းကျင်နဲ့နည်းနည်းလေးကင်းကွာနေတဲ့သဘောမှာရှိတာပေါ့နော်အဲ့တော့တာမန်လူတွေဘယ်လိုပုံစံမျိုးနဲ့စကားပြောလဲတာမန်လူတွေဘယ်လိုပုံစံမျိုးနဲ့နေကြထိုင်ကြလဲဆက်ဆံကြလဲဆိုတာကို तू အဲ့ဒါသိပြီးတော့နားမလည်တဲ့နေရာမှာရှိတယ် तू ကငငယ်လေးနဲ့သူ့မိဘတွေနဲ့မနေရဘဲနဲ့သူ့မိသားစုနဲ့မနေရဘဲနဲ့တခြားနိုင်ငံတစ်ခုကိုအပို့ခံနေရတာအဲ့ဒီတော့ကြောင့်မလို့ तू ကအမှန်တမ်းဆိုဒီလိုအရွယ်ကမိခင်နဲ့အတူတူနေရမယ်အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ तू ကမိခင်နဲ့အတူတူမနေရတဲ့အတွက်ကြောင့်မို့လို့သူ့အမေကိုတတိယအတိုင်းဘာလို့ရလဲဆိုတော့သူ့အမေကအဲ့ဒီခေတ်ခါကရုပ်ရှင်မြင်သမီးအဲ့တော့သူ့အမေရဲ့ဇလန်းတွေကိုသူအဲ့ဒီကိုစပို့ခံရတဲ့အချိန်ကစပြီးတော့သူ့အမေရဲ့ဇလန်းတွေကိုပဲသူ့မိဘတွေကိုတတိယအတိုင်းသူ့အမေနဲ့နီးစပ်အောင်လို့ဆိုပြီးသူ့အမေရဲ့ဇလန်းတွေကိုပဲအမြဲတမ်းထက်ခါတက်လဲထိုင်ကြည့်နေတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အဲ့လိုမြင်နေရလို့ရှိရင်မမေကသူ့နားမှာရှိနေတယ်လို့ပဲဆိုတော့ခံစားချက်နဲ့သူကအမြဲတမ်းသူ့အမေရဲ့ဇလန်းတွေကိုပဲထိုင်ကြည့်နေတာပြီးတော့ तू ကအဲ့ဇလန်းတွေကဒီစကလုံးတွေပြောလို့ရှိရင်အဲ့ဇလန်းတွေကဇက်ကွက်တွေအဲ့ဒါတွေအကုန်လုံးကတာမန်ဒီအချိန်မှာလဲဒီလူတွေကဒီလိုပုံစံမျိုးနဲ့ပဲစကားပြောနေကြတယ်လို့ तू ကထင်တာပေါ့နော်အဲ့တော့ तू ပြောတဲ့စကားအသုံးနှုန်းတွေကရှေ့ခေတ်အသုံးနှုန်းတွေလိုပုံစံမျိုးတွေဖြစ်နေပြီးတော့ဒီသူ့အမေကဒီပြောရမှာဆိုလို့ရှိရင်ဟိုသူတို့ခေါ်တာလက်ခုံးလားမသိလို့မဟုတ်ဘူးเนาะအဲ့လိုမျိုးခေါ်တာဆိုတော့အရန်ဟုတ်ပေါ့နော် dramatic ဆန်ဆန်တရုပ်ဆောင်တဲ့အဲ့လိုဟာမျိုးတွေပေါ့နော်အဲ့ခါပေါ့အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကလည်းနည်းနည်း dramatic ဆန်နေတာပေါ့နော်သူ့အမေတရုပ်ဆောင်တဲ့အကွက်တွေကြီးသူ့အမေရဲ့ဇလန်တွေကမင်းသားတွေတရုပ်ဆောင်တဲ့ပုံစံကိုကြည့်ပြီးတော့အပြင်လူတွေနဲ့ဆက်ဆံလို့ရှိရင်လေသူကအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်ပြောမှဆိုလက်ရှိလူလောကကြီးနဲ့တိတ်ပြီးတော့လိုက်ရောညီထွေဖြစ်မနေတဲ့ပုံစံအဲ့လိုပုံစံအဲ့တော့သူ့ရဲ့အဖေကနေပြီးတော့သူကပေါ့နော်သူတို့ညီအကိုတွေကိုဘသူ့ကိုမှမချစ်မိစေနဲ့ဆိုပြီးတော့စီကံချမှတ်ထားပါတော့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူတို့ငငယ်လေးတွေကသူ့အမေကိုပြန်ပေးဆွဲဖို့အတွက်မကြာခဏသူ့အမေကလိုမျိုးအဲ့ဒါမျိုးနဲ့မကြာခဏကြုံရတယ်ပေါ့နော်ပြောရလို့သူ့အဖေနဲ့သူ့အမေနဲ့အရန်ချစ်တယ်အရန်ချစ်တဲ့အတွက်ကြောင့်မို့လို့သူ့အမေကသူ့အဖေရဲ့အားနည်းချက်ကြီးဖြစ်နေတာအဲ့ဒါကြောင့်မို့လို့မကြာခဏပြန်ပေးဆွဲဖို့အတွက်လောက်ကြံခံရတဲ့အခြေအနေမျိုးတွေအများကြီးကြုံရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့သူ့အဖေကနေပြီးသူ့သား2ယောက်ကြာလို့ရှိရင်ချစ်မိလို့ရှိရင်အဲ့ဒီချစ်မိတဲ့သူကသူတို့တွေကိုကင်ပြီးတော့ချင်းချောက်စရာအားနည်းချက်ဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့မချစ်မိစေနဲ့ဆိုပြီးတော့စီကံကြီးထုတ်ထားတာပေါ့အဲ့လိုစီကံကြီးထုတ်ထားတော့အဲ့တော့တီးရငငယ်လေးကလေးရပေါ့နော်အဲ့လိုမျိုးစီကံကြီးနေဆိုတော့ तू ကဘသူ့ကိုမှ तू မချစ်မိအောင်လုပ်နေတာအဲ့လိုပုံစံမျိုးပြီးတော့ဘာဖြစ်လဲဆိုတော့ဒီကြီးလာတဲ့ခါကျတော့လေဒီလိုမျိုးပေါ့နော်ဟိုတွဲတဲ့သူရဲ့လို့မရှိဘဲနဲ့ one night stand တွေပဲများတာပေါ့နော်ပြီးတော့ तू ကချမ်းသာတာမှမာဖီးယားဂိုင်းရဲ့ဒီပြောရမယ်ဆိုလို့ရှိရင်စက္ကန့်သူတားကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေကဘလို့မှပြောလို့မကုန်နိုင်လောက်အောင်အဲ့ရန်ကိုချမ်းသာတာပေါ့နော်တားချမ်းသာတာအဲ့ကကြောင့်မို့ तू ကလူတွေကိုကျေးဇူးတင်နေဆိုလို့ရှိရင်လည်း तू ကပတ်စံနေပဲရှင်လူတွေကိုဒီ तू အမားလုံးပြီးလို့တောင်းပန်နေဆိုလို့ရှိရင်လည်းပတ်စံနေပဲရှင်အဲ့ तू တခုခုလိုချင်တာရှိလို့ရှိရင် तू ကငွေနဲ့ပဲရှင်နေပစ္စည်းနဲ့ပဲရှင်အဲ့လိုပုံစံမျိုးသူ့မှာငွေဒီအပေါ်ဆုံးဖြစ်နေတာအများကြီးအဲ့တော့တာမန်လူတွေအတွက်ကငွေကဒီလိုပေါ့နော် तू အဲ့လိုမျိုးပတ်စံကိုပတ်ကနေအဲ့လိုမျိုးဟိုဟာဖြစ်တာကတာမန်လူတွေအတွက်ကဘလို့အတိတ်ပဲဖြစ်သွားလဲတာမန်လူတွေအတွက်ကဒီငွေတွေကဘယ်လောက်ထိတန်ဖိုးရှိနေပါလဲဆိုတော့ तू အဲ့ဒါမျိုးနားလဲတာမျိုးမရှိဘူးဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကွာသူ့အတွက်ကဒီလူတယောက်ကိုကားတစ်စီးလက်ဆောင်ပေးလိုက်တာသူ့အတွက်ကဘာမှရှိမနေဘူးအဲ့လိုပုံစံမျိုးပေါ့နော်ဒီဇလန်ထဲမှာဆိုလို့ရှိရင်လေဒီသူတခြားသူတွေကိုလက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လေခုနကျွန်းတစ်ခုဝယ်ပေးလိုက်တာတော့ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်တအားကြီးချမ်းသာတော့လေအဲ့တော့ तू ကငွေကိုလေဒီတိတ်ပြီးတော့သူ့စိတ်ထဲမှာငွေဆိုတာဘာမှတိတ်ပြီးတော့တန်ဖိုးရှိနေတဲ့ဟာမျိုးဟုတ်မနေဘူးပေါ့နော်အဲ့တော့ तू ကတီးပေါ့နော် तू နဲ့နောက်ထပ်မင်းသားတယောက်နဲ့ပေါ့နော်ခုန photographer နဲ့စတွေ့တဲ့အချိန်မှာလေ तू ကအဲ့ photographer နဲ့ညီကိုလိုခင်နဲ့ model ကို तू ကသဘောကျပြီးတော့ तू နဲ့ညလာရေးပေးဖို့အတွက်ကိုပတ်စံပေးပြီးတော့ခိုင်းတာပတ်စံပေးပြီးတော့ခေါ်တာအဲ့ဒါကိုဟိုပြောရမှာဆိုရှင်ဟို အဲ့မှာ photographer ကနေပြီးတော့သူ့ရဲ့အဲ့ဒီဟို model လေးကိုပြန်ဆွဲခေါ်သွားပေါ့နော်ပြန်ဆွဲခေါ်သွားပြီးတော့ तू က photographer လေးကနေပြီးလူကိုအဲ့လိုပတ်စံပေးပြီးတော့လုပ်တာမကောင်းပါညာဆိုတော့ तू လက်ဟိုပေါ့နော်လက်ချရိုက်တယ်ပေါ့အဲ့လိုပုံစံမျိုးလဲဆိုတော့ तू ကသူ့အတွက်ကထူးဆန်းသွားတာပေါ့နော်ထူးဆန်းသွားပြီးတော့ဒီဟာလေးကဘာကြောင့်မဟုတ်လို့ငါ့ကိုပြန်ပြောရဲတာလဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ तू ကနေတော့အရန်သိကျင်သွားတာသိကျင်သွားပြီးတော့အဲ့ photographer အကြောင်းကို तू ကစုံစမ်းရင်းနဲ့မှအဲ့ photographer နဲ့သူနဲ့ပေါ့နော်ရင်းနှီးအောင်တော်ဆောင်လုပ်နေတဲ့တယောက်နဲ့သူနဲ့ကလည်းဒီတော်ဆောင်ကောင်းဆောင်ပေါ့နော်သူ့ရဲ့ secretary ပုံစံမျိုးနဲ့သူနဲ့ငငယ်တော့တငယ်ချင်းပဲကြီးလာတဲ့အချိန်မှာကျတော့သူတို့နှစ်ယောက်ကဒီပြောရမယ်ဆိုစက္ကန့်သူနဲ့ဒီတော်ဆောင်ကောင်းဆောင်နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့တငယ်ချင်းလိုလည်းနေလို့မရတော့အဲ့အတွက်ကြောင့်မို့ तू ကသူနဲ့ရင်းနှီးနဲ့စကားပြောနိုင်ပြီးတော့ဒီနွန်းထွေးနဲ့နေနိုင်မဲ့လူမျိုးပေါ့နော်အဲ့လိုလူမျိုး तू ကလိုချင်နေတာအဲ့တော့သူ့တော့ကဒီ photographer လေးနဲ့စပြီးတော့တွေးလိုက်တဲ့အချိန်မှာသူ့တော့ထူးဆန်းသွားတယ်ပေါ့နော်သူ့ကိုလည်းကြောက်မနေဘူးစိတ်ရှည်ရှည်နဲ့လည်းဆက်ဆံနိုင်တယ်တာမန်လူတွေကိုလိုပဲသူ့ကိုဆက်ဆံပြီးတယ်ပေါ့နော်များသောအားဖြင့် तू ကအရန်ချမ်းသာပြီးတော့အရန်ပါဝါကြီးရဲ့လူတွေလူတွေကသူ့ကိုကြောက်ကြတာများတယ်ဒါပေမဲ့ဟိုတယောက်ကကျတော့သူ့တာမန်လူလိုပဲ
သူပြောတာမဟုတ်ဘူးဆိုလို့ရှိရင်လည်းမဟုတ်ဘူးမဖြစ်တင်ဘူးဆိုလည်းမဖြစ်တင်ဘူးပေါ့နော်သူ့ကိုလူလောကတဘာဝအကြောင်းတွေကိုပြန်ပြီးတော့တင်ပေးပြီးတော့စိတ်ရှိရှိနဲ့တင်ပေးတဲ့လူမျိုးဖြစ်နေတော့သူကအရန်သဘောကျသွားတာသူ့ရဲ့ love language ကဘယ်လိုဖြစ်လဲဆိုတော့သူကငကိုကလေးကငွေကြေးအရန်ချမ်းသာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ပစ္စည်းအရန်ဝယ်ပြီးတာပေါ့နော်တန်ဖိုးရှိလှပြီဆိုတဲ့ပစ္စည်းမျိုးတွေကိုသူကအများကြီးဝယ်ပြီးတာအဲ့လိုပုံစံမျိုးဆိုတော့တခုခုဟိုဘက်ကနေပဲသူသဘောကျတဲ့ကောင်တွေက photographer လေးကတနေရာသွားစရာရှိရဲဆိုလို့ရှိရင် private jet နဲ့လိုက်ပို့ရမလားအဲ့လိုမျိုးကျွန်းနေဆိုလို့ရှိရင်လည်းသွားပေါ့နော်ခီးသွားတဲ့နေရာသူပိုင်းတဲ့ကျွန်းနေသူ hotel တွေရှိတယ်နေရာတိုင်းမှာလည်းသူ control တွေရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့သူကလုံးဝအရန်ကြီးကျယ်ခံထားပြီးတော့ဘယင်တစ်ပါးလိုနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူသဘောကျတဲ့သူကိုလည်းသူအဲ့လိုထားချင်တယ်ဘယင်တစ်ပါးလိုဖြစ်အောင်ထားချင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ပြီးတော့သူကပါဇက်ကလည်းရဲတယ်ပါဇက်ရဲလက်ရဲအဲ့ဒီအတွက်ကြောင့်မို့လို့သူကြိုက်တယ်ဆိုတာကိုအစကတည်းကသူသဘောကျတယ်ဆိုတာကိုသူကဖွင့်ပြောဖို့လေသူကဝင်မလေးဘူးပေါ့နော်ဝင်မလေးဘူးသူသဘောကျလို့ပြောလို့ရှိရင်သူသဘောကျတဲ့အတွက်ကြောင့်မလို့သူသဘောကျတဲ့သူဝယ်ပေးတာဘာဖြစ်လဲပေါ့အဲ့လိုပုံစံမျိုးနဲ့အများကြီးဝယ်ပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေရှိတယ်ပြီးတော့သူကဒီတယောက်ကိုသဘောကျသွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့လူနေမှုဇယိုင်းနဲ့ဒီတယောက်ရဲ့ဇယိုင်းနဲ့ကပြောရမယ်ဆိုတော်တော်လေးကွာနေပေါ့နော်တော်တော်လေးကွာနေတော့သူကအဲ့ဒီ photographer လေးရဲ့ဒီလူနေမှုပုံစံနဲ့ကိုဝင်အောင်လို့သူတာမန်လူတွေလိုမျိုးနေတတ်အောင်လို့သူသင်ယူပေးတယ်ပေါ့နော်ပြောရမယ်ဆိုရှင်လိုက်ရောညီထွေဖြစ်အောင်လို့သူစပြီးတော့သင်ယူလာတယ်ပေါ့အဲ့တော့သူချစ်တယ်ဆိုလို့ရှိရင်လိုက်ရောညီထွေဖြစ်အောင်လို့သူ့ရဲ့အကျင့်လေးတွေကိုကောင်းတဲ့ဘက်ကိုရအောင်လို့ပြန်ပြုပြင်ဖို့အတွက်ကိုလိုက်လုပ်ပေးဖို့အတွက်သူဝင်မလေးဘူးပေါ့နော်နောက်တစ်ခုကကျတော့သူချစ်ရတဲ့သူအနားမှာအမြဲတမ်းအတူတူရှိနေနေတာပေါ့နော်ပြောရမယ်ဆိုသူကငငယ်လေးကလေးကသူ့ညီကိုတွေမိသားစုတွေနဲ့အကြာကြီးခွဲနေရတာပေါ့နော်ခုချိန်ထိလည်းအတူတူပြန်မနေရဘူးပေါ့အနားမှာရှိနေတာတွေကပြောရမယ်ဆိုမိသားစုဝင်တွေမဟုတ်ဘူးလေသူ့အလုပ်သမားတွေဖြစ်တယ်သူ့တက်တော်ဆောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှသူ့ကိုမိသားစုဝင်လို့မဆက်ဆံရဘူးပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့သူကမိသားစုဝင်မြစ်တာကိုအရန်ငတ်ခဲ့တဲ့ဟာမျိုးဆိုတော့သူ့ကိုအဲ့လိုမျိုးမိသားစုဝင်လို့ဆက်ဆံပေးတဲ့ဒီ photographer လေးနဲ့တွေ့လိုက်တဲ့အချိန်မှာသူကအနားမှာအရန်ထားခြင်းတယ်ဟိုတယောက်ကသူ့နားမလာနိုင်ဘူးဆိုလို့ရှိရင်လည်းသူကအဲ့တယောက်နားမှာသွားနေတယ်အဲ့လိုပုံစံမျိုးအဲ့တော့သူ့ကိုအဲ့လိုမြစ်တာပေးနေတဲ့လူကိုအလုခံမှာလဲသူကအရန်ကြောက်တယ်အရန်ကြောက်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးပိုးဆက်စစ်ဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိတယ်ဆိုတော့အနားလာပြီးတော့သူ့လူကိုလာလုမယ်လို့ထင်လို့ရှိရင်အဲ့လူတွေကိုဖယ်ပစ်လိုက်ဖို့တိတ်ပြီးတော့ဝင်မလေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်နောက် jealous ကလည်းအရန်ဖြစ်တာဒီဖြစ်တာမှတတ်မဲ့ပစ္စည်းတွေကိုတော့မှ jealous ဖြစ်တဲ့လူမျိုးပေါ့နော်ဒါပေမဲ့သူ jealous ဖြစ်တာအရန်ကြီး over ဖြစ်နေတာမျိုးတော့မဟုတ်ပေါ့နော်ရည်လဲရည်ရပါတယ်သူ jealous ဖြစ်တာအဲ့လိုပုံစံမျိုးချစ်ဖို့လည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့သူ့ချစ်သူနဲ့ပေါ့နော်သူချစ်ရတဲ့သူနဲ့ပတ်သက်လာလို့ရှိရင်ဘယ်လောက်ပဲဒီနွေးနွေးထွေးထွေးဟိုပါပေါ့နော်မသိလို့ရှိရင်လုံးဝဟိုကချိုနဲ့နေတတ်တယ်ပေါ့နော်ဟာသလေးလိုပဲနေတတ်ပေမဲ့မာဖီးယားဂိုင်းကောင်းဆောင်ရဲ့တားဖြစ်တဲ့အတွက်ကြောင့်မလို့စားရတော့မသိဘူးပေါ့နော်အဲ့တော့သူချစ်တဲ့သူကိုထိပါလာပြီဆိုလို့ရှိရင်ချစ်အဲ့လိုသူ့ပေါ့နော်သူ့ကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်သူချစ်တဲ့သူကိုပဲဖြစ်ဖြစ်လာပြီးတော့ထိပါလာပြီဆိုလို့ရှိရင်အဲ့ထိပါလာတဲ့သူတွေကိုလက်စာတုံးပြဖို့လဲသူကဝင်မလေးဘူးပေါ့နော်အဲ့တော့ဒီသူ့ရဲ့ဟိုပေါ့နော်ဒီ photographer ကောင်းလေးရတာအသက်ချမ်းသာပေးလိုက်ပါဘာညာဆိုလို့ဒါသူကချမ်းသာပေးတယ်ဒါပေမဲ့အဲ့ဒီလူတွေကိုတခါတည်းလက်စားချေပြီးတော့လုတ်ပလိုက်ဖို့ကသူ့တော့ကဘာမှသိပ်ပြီးတော့ဝင်လေးနေတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ပြီးတော့သူကဒီတနက်တွေလက်နက်တွေချားထဲမှာကြီးလာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလေးနဲ့လည်းရင်းနှီးပြီးသားပေါ့နော်ဟို photographer လေးကအဲ့ဒါလေးနဲ့မရင်းနှီးတော့သူကဒီသူသဘောကျတဲ့သူကဒီဟာတွေကိုကင်တာမကြိုက်ဘူးဆိုတဲ့အတွက်ကြောင့်မို့လို့သူကအဲ့ကောင်လေးနဲ့ဟောနော်အတူရှိတဲ့အချိန်ဆိုလို့ရှိရင်ဒီတနက်တွေပါတွေမမြင်အောင်လို့သူ့တက်တော်တောင်စီကိုပေးထားပြီးတော့အနားသွားလို့ရှိရင်ဒီလက်နက်တွေမပါအောင်လို့လုပ်ထားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ချစ်တယ်ဆိုလို့ရှိရင်ဟောပေါ့နော်သူချစ်ရတဲ့သူအတွက်သူ့ကိုယ်သူပြုပြင်ပြောင်းလဲဖို့အတွက်ဝင်မလေးတဲ့ဟာမျိုးသူချစ်ရတဲ့သူကိုကာကွယ်စောင့်ရှောက်ဖို့အတွက်လည်းဝင်မလေးတဲ့ဟာမျိုးပေါ့နော်စကားတော့နားထောင်တယ်ဒါပေမဲ့လက်စားချေဖို့လည်းတိတ်ပြီးတော့ဝင်မလေးတဲ့သူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ဒီတယောက်ကကိုဖြစ်မလားကိုလူဖြစ်မလားဆိုတာကတော့နားထောင်နေတဲ့သူကဆုံးဖြတ်ပေါ့နော်အဲ့တော့နောက် character တယောက်ကကြတော့ Peach ပေါ့နော်သူက photographer လေးဓာတ်ပုံဆရာလေးပေါ့သူကကြတော့သူ့ရဲ့ character ကဘယ်လိုရှိလဲဆိုတော့ငငယ်လေးကလေးကသူတို့ကအမေပဲရှိတာပြီးတော့ပထွေးပေါ့နော်အဲ့တော့ငငယ်လေးကသူတို့မောင်နှမနှစ်ယောက်ကိုပထွေးကနှိပ်စက်တယ်နှိပ်စက်တော့နောက်ဆုံးမခံနိုင်တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ကမိဘမဲ့ကေဟာကိုထွက်ပြေးရပြီးတော့အဲ့ဒီမှာအမေရှိရတာနဲ့ပေါ့နော်မိဘမဲ့ပုံစံမျိုးနဲ့အဲ့ဒီမှာပဲကြီးလာကြပြီးတော့သူက16နှစ်ပြည့်တဲ့အချိန်မှာသူ့ညမလေးကိုသူကတခြားလူတွေမွေးစားတဲ့တဲကိုမပါသွားအောင်လို့သူပြန်ခေါ်နိုင်အောင်လို့ပေါ့နော်အဲ့တော့
သူချစ်တဲ့ဓာတ်ပုံပညာနဲ့သူကရအောင်လို့ပေါ့နော်အရန်ကိုစူးစမ်းပြီးတော့တားနာမည်ကြီးတဲ့ဓာတ်ပုံဆရာဖြစ်လာပြီးတော့ဒီအိမ်နဲ့ပါနဲ့တေချာလုံနိုင်ပြီးတော့သူညီမလေးကိုပေါ့နော်ဒီသွားပြီးတော့ခေါ်လာတာပေါ့သူညီမကိုသွားခေါ်လာပြီးတော့သူတို့မောင်နှမနှစ်ယောက်အတူတူနေရတာပေါ့နော်အဲ့တော့သူ့မှာကငငယ်လေးနဲ့ကလေးလိုမနေခဲ့ရဘူးပြီးတော့သူကအဖေလိုအကိုလိုမျိုးပေါ့နော်ညီမရဲ့ရှေ့မှာကြံ့ကြံ့ခံပြီးတော့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပျော့ညံ့မှုကိုဘယ်လိုမှမပြနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ငငယ်လေးကလေးကသူက trauma ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးရိုက်နှက်နှိပ်စက်တာမျိုးကိုမြင်လို့ရှိရင်လူတွေစမ်းစမ်းတန်းတန်းဆက်ဆံတာမျိုးမြင်နေဆိုလို့ရှိရင်သူ့ရဲ့ငယ်ဘဝဟာတွေပြန်ပေါ်တယ်ပေါ့နော်သူမှအဲ့လို trauma မျိုးဖြစ်နေကြတာအဲ့လိုမျိုးပြီးတော့သူကတအားစိတ်ရှိတယ်သူကဒီလူတွေကိုပေါ့နော်ပြောရမယ်ဆိုသူ့ရဲ့ boundary တော့ရှိတယ်ပေါ့ boundary ရှိတယ်ဆိုတော့စီးတော့ကြော်မလာနဲ့ပေါ့နော်စီးတော့ကြော်မလာနဲ့ပြန်ပြောပြဖို့လေဝင်မလေးတဲ့မှာတော့ရှိတယ်ဒါပေမဲ့တော်တော်လေးကိုစိတ်ရှည်ပြီးတော့နားမလဲတဲ့သူကိုနားလဲအောင်လို့ရှင်းပြတယ်နားလဲအောင်လို့နားချတယ်ပြောမှသူကလူကြီးလေးသဘောမျိုးဖြစ်နေတာပေါ့နော်လူကြီးလေးသဘောမျိုးဖြစ်နေပြီးတော့ဒီခုနဟိုပါပေါ့နော်တီးကသူ့ထက်ကြီးတာတော့မှာပဲသူကတီးကိုပြန်ပြီးတော့ဆုံးမနိုင်တယ်ပဲ့ပြင်နိုင်တယ်ဆိုတော့လူတွေနဲ့တူတူတာမန်လူတွေနဲ့ပေါ့နော်တာမန်လူတွေရဲ့ဘဝဘယ်လိုရှိရဆိုတာမျိုးနားလဲအောင်လို့သူတုံတင်ဆုံးမနိုင်နေတယ်မှာပါတာပေါ့တို့နှစ်ယောက်စားတွေ့ကြတဲ့ဒီတီးရပေါ့နော်တာမန်လူလိုမဟုတ်ဘူးဟိုပြောရဆိုတဲ့ပုံစံကပေါ့နော်ခုနကပြောခဲ့သလိုပဲသူကဟိုရှေးဟောင်းစကားလုံးတွေတုံးပြီးတော့အဲ့လိုတခါကျရင်ထိုင်းစကားလေးသိချမတတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတော့ဆိုတော့တီးကိုသူကတော်တော်လေးကိုစိတ်ရှည်လက်ရှည်နဲ့ဟိုဘကတငယ်ချင်းမရှိတဲ့တီးကိုသူကတငယ်ချင်းသဘောမျိုးနဲ့ဆက်ဆံပေးတယ်အမှန်နဲ့တော့မာဖီးယားဂိုင်းကောင်းဆောင်ရဲ့သားဖြစ်နေပြီမဲ့လေသူကမကြောက်မရွံ့နဲ့ဆက်ဆံပေးတယ်ပေါ့နော်အဲ့လိုမျိုးဟိုပြီးတော့သူ့ဘဝမှာပေါ့နော်သူကပဲသူများကိုစောင့်ရှောက်ခဲ့ရတာသူ့ကိုစောင့်ရှောက်ပေးရလို့ဘယ်သူမှမရှိခဲ့ဘူးဒါပေမဲ့တီးနဲ့တွေ့တဲ့အချိန်မှာကျတော့ဟိုတယောက်ကသူ့ကိုမှဒီစောင့်ရှောက်ပေးတယ်သူ့ကိုပြောမှသူကကြီးပဲအမြဲတမ်းဖြည့်ဆည်းပေးခဲ့ရတာပေါ့နော်ဒါပေမဲ့ဟိုတယောက်နဲ့တွေ့တဲ့အချိန်မှာကျတော့သူကဖြည့်ဆည်းခံရတဲ့သူဖြစ်သွားတယ်သူကစောင့်ရှောက်ခံရတဲ့သူဖြစ်သွားတယ်အဲ့လိုပုံစံမျိုးဆိုတော့သူ့ရင်ထဲမှာနှွေးထွေးသွားတယ်ပေါ့နော်နှွေးထွေးသွားပြီးတော့အရင်ကတည်းကဒီပေါ့နော်ပျော့ညံ့မှုကိုမပြခဲ့တာသူ့ရဲ့ trauma တွေကိုမပြခဲ့တဲ့သူကတီးနေလေကြောက်သူ့ရဲ့ငယ်ဘဝဘယ်လိုရှိတယ်ဘယ်လိုဖြစ်ခဲ့တယ်သူ့ရဲ့ trauma တွေကဘယ်လိုရှိတယ်ဆိုတာမျိုးသူဖွင့်ပြောနိုင်သွားတယ်ပေါ့နော်မှန်တယ်တော့သူဒီအားကိုးရတယောက်ဖြစ်ခဲ့ပြီးတော့မမမရက်တီပေးရတာပေါ့နော်အဲ့လိုပုံစံမျိုးကတီးနဲ့တွေ့တဲ့အချိန်မှာကျတော့တီးကိုသူအားကိုးခြင်းသွားတယ်ပေါ့နော်ဟိုတယောက်ကသူ့အတွက်အားကိုးရမမရက်တီပေးတဲ့သူဖြစ်သွားခဲ့တယ်ပေါ့အဲ့တော့သူကအမှန်တမ်းပြောလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာအရန်တင်းထားခဲ့ရတဲ့ဟာတွေကိုလှုပ်ချနိုင်ပြီးတော့ပေါ့နော်သူကိုနိုင်ကိုကလည်းသူပြောညံ့ခြင်းတဲ့ခါကြလို့ရှိရင်တီးကိုသူမိထားလို့ရပါလားဆိုတဲ့ဟာမျိုးအဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့ language ကြတော့လေသူကိုနိုင်ကိုကလည်းတီးကိုဟိုတာမန်လူတွေလို့ပေါ့နော်နေနိုင်အောင်ပြောမှဆိုလူအများကြားထဲမှာလိုက်ရောညီထွေဖြစ်အောင်ပြုပြင်ပြောင်းလဲပေးတယ်လို့ပဲသူကိုနိုင်ကိုကလည်းတီးရဲ့ကဘာထဲမှာပေါ့နော်ဟိုကမာဖီးယားလောကထဲမှာနေတဲ့သူအဲ့တော့တီးရဲ့ကဘာထဲမှာနေလို့ရဖို့အတွက်သူကိုနိုင်ကိုကလည်းပြုပြင်ပြောင်းလဲဖို့လိုမယ်ဆိုလို့ရှိရင်လည်းပြုပြင်ပြောင်းလဲပေးတယ်ပေါ့အဲ့တော့ဟိုတယောက်ကသူ့ကိုအမှန်တမ်းအရန်အလိုလိုက်တယ်ပေါ့နော်အရန်အလိုလိုက်ပြီးတော့သူလိုသမျှဖြည့်ဆည်းပေးတယ်ဆိုပေမဲ့လည်း तू ကအနိုင်ကျင့်ပြီးတော့ဟိုဘက်ကတယောက်ကို तू ကအနိုင်ကျင့်ပြီးတော့အနိုင်ယူနေတာမျိုးလုံးဝမရှိဘူးပြောမှဆိုနှစ်ယောက်စလုံးကနှစ်ဖက်စလုံးကိုပေါ့နော်မျှမျှတတဆက်ဆံပေးတတ်တယ်သူ့ရဲ့ love language ကဟိုတယောက်ကိုကြီးပဲအတင်းပြုပြင်ပြောင်းလဲယူမယ်လို့မဟုတ်ဘူးသူကိုနိုင်ကိုကလည်း तू ဘာပြုပြင်ဖို့လို့လဲဟိုတယောက်ရဲ့မာဖီးယားလောကထဲမှာနေရဖို့အတွက်ပေါ့နော်အဲ့လိုအနေရည်ဘာတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ဒီတနက်ပြရတာတို့တိုက်ရခက်ရတာတို့မကြိုက်ပေမဲ့လေဟိုတယောက်ရဲ့လောကထဲမှာနေမယ်ဆိုလို့ရှိရင်သူဒါတွေကိုတင်ထားဖို့အတွက်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုလည်း तू တင်ယူတယ်ပေါ့နော်ပြောရမှာဆိုနှစ်ယောက်ကအချင်းချင်းညှိနိုင်နေပေါ့နော်တယောက်နဲ့တယောက်ဘယ်သူ့လိုအပ်ချက်ကိုဘယ်လိုပြုပြင်ရမလဲဆိုတဲ့ဟာမျိုးပေါ့နော်နှစ်ယောက်စလုံးကပြုပြင်ပြောင်းလဲဖို့အတွက်တယောက်အတွက်ကိုတယောက်ကကိုကောင်းသောပြောင်းလဲခြင်းပြောင်းလဲပြီးဖို့အတွက်ကိုဝင်မလေးကြဘူးပေါ့နော်အဲ့တော့ဒီနှစ်ယောက်ကကျတော့ဘယ်လိုပြောရမလဲနက်ဖက်တဲ့ဖူးစားလို့ပြောရမှာပေါ့နော်ဒီပုံမှန်တိုင်းဆိုလို့ရှိရင်သီးလို character မျိုးကတုံလူကဘလို့မှဒီနားမလည်နိုင်ဘူးပေါ့နော်ပြောရမှာဆိုလို့ရှိရင်သူတာမန်လူတွေရဲ့နေထိုင်မှုဇယိုက်နဲ့သူနဲ့ကတအားကိုကွာနေရပါတော့မာဖီးယားဂိုင်းကောင်းဆောင်ရဲ့ဒါတယောက်တည်းအပြစ်ခံဟိုပါပေါ့တယောက်တည်းတခြားနိုင်ငံကိုအပို့ခံထားတဲ့အတွက်ကြောင့်မို့လို့ဒီတော်တော်လေးကိုတာမန်လူတွေရဲ့ပြောဆိုဆက်ဆံနေထိုင်မှုနဲ့ဒါကိုဟနေပြီးတော့ဖြစ်နေတဲ့လူမျိုးအဲ့လိုလူမျိုးကို fish လိုမျိုးပေါ့နော်အစိုးရကလေးကနေတော့ငငယ်လေးနဲ့ရင်းကျက်သွားပြီးတော့တော်တော်လေးကိုတီးခံနိုင်စွမ်းရှိတဲ့သူနဲ့မှနှစ်ယောက်ကနက်ဖက်တဲ့သူလိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တယောက်ရဲ့အခြေအနေကိုတယောက်ကနားလည်ပြီးတော့
ဒီတယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကဖြည့်ဆည်းပေးပြီးတော့တယောက်ကပြုပြင်ပြောင်းလဲဖို့လိုတာကိုကိုယ်တိုင်ပဲပေါ့နော်တယောက်နဲ့တယောက်အစဉ်ပြေပြေနေနိုင်မှုအတွက်တယောက်ရဲ့ကဘာထဲမှာတယောက်ကသားစားတာဖြစ်ဖြစ်နေနိုင်မှုအတွက်ပြုပြင်ပြောင်းလဲပြီးတော့နေကြတယ်ပေါ့နော်ဒါတော်တော်လေးကိုဒီရှားပါတဲ့ဒီပြောမယ်ဆိုလို့ရှိရင်ဒီစုံတွဲမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဆိုတော့အဲ့ဒါကြောင့်မို့လဲဒီဇလန်ဒါကနာမည်ကြီးရလို့ထင်တာပဲပေါ့နော်ဆိုတော့ရိုက်ထားတာလည်းတရုပ်ဆောင်တွေကလည်းဒါကောင်းတာဟုတ်ဆိုတော့ဒီနှစ်ယောက်ထဲမှာဘယ်သူကတော့ဖြင့်ဘယ်လိုပေါ့နော်ဘယ်လို energy နဲ့ပေါ့ကိုကဘယ်သူ energy လဲတီးရဲ့ energy လား peach ရဲ့ energy လားသူကတီးရဲ့ energy ဖြစ်မလား peach ရဲ့ energy ဖြစ်မလားဆိုတာကြတော့ကိုဘာသာကိုပဲဆုံးဖြတ်ပေါ့နော် reading လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ reading လေးကိုဒီနေ့ video လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like share comment လေးလုပ်ပေးသွားပေးပါ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းကျမရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video လေးမှာပြန်ပြီးတော့တွေ့ကြအောင်မယ်နော်